သာသနာတော်နှစ်2568ခုနှစ်ကောဇာတိဂရိ1389ခုနှစ်စုံလာဇန်3ရက်ခရစ်နှစ်2025ဧပြီလ29ရက်အင်္ဂါနေ့အမေရိကန်နိုင်ငံဟာဝိုင်ယီပြည်နယ်ပါမြို့ဗန္ဓိတာရမဟာဝိုင်ယီသာသနာ့ရိပ်သာကြီးအတွင်း၌ရှင်မင်းဝန်ဆရာတော်ကြီး၏မဟာသတိပဋ္ဌာန်ဝိပဿနာတရားစခန်းပွဲ၌မဟာသတိပဋ္ဌာန်ဝိပဿနာတရားတော်များကိုရိုးရိုးသေးသေးကျွေးကျွေးစားစားရှုမှတ်ပွားများအားထုတ်လျက်ရှိကြတဲ့ယောဂီသူတော်စင်များကိုဘုန်းကြီးဓမ္မဒါနအမတဒါနတရားလူပေးလူပါကတော့လက်ဆင့်ကမ်းဝေတတိပဋ္ဌာန်အမွေဆိုတဲ့တရားဖြင့်ဓမ္မဒါနအမတဒါနတရားလူပေးလူပါဖြစ်ပါတယ်တရားတော်ရဲ့အမည်ကလက်ဆင့်ကမ်းဝေတတိပဋ္ဌာန်အမွေဒီတရားတော်လေးဘောဟုဖြစ်ပေါ်လာတာကဘုန်းကြီးကဒီလေပိုင်းမှာဆရာတော်ဦးဒေဇညာနာဘုရားနာမစာဝီအနိဒာရမဟာဝိုင်သာသနာရိပ်သာရဲ့အပိုင်းကြောင်းလေးတွေကိုရေးသားထားတဲ့စာအုပ်များတပ်ဖို့များမတန်းစာအုပ်များလာပို့ထားတော့အဲ့ဒါလေးကြီးကြည်ရင်းနဲ့အဲ့ဒီမှာဘောဓိပင်နဲ့ရှုလင်းဟာဝိုင်ဗန္ဓိတာရမသာသနာရိပ်သာကျောင်းဒီအောင်မွေးကိုပြုပူဇာရေးသားသူကတတ်တော်အေးဟာဝိုင်ဆိုတဲ့စာအုပ်လေးကိုဘုန်းကြီးဖတ်ကြည့်ပါတယ်တော်များများဖတ်ပြီးပါအဲ့ဒီထဲမှာအမှားစာအနေအချင်းရေးထားတဲ့နာမည်ကျော်ဆရာတော်ရေးထားတဲ့ရွှေတော်ကုန်းဆရာတော်ဘုရားကြီးရဲ့ဩဝါဒစကားလေးကိုဘုရားဒါလေးဖတ်ကြည့်ပြီးတော့သဘောကျတယ်ယောဇာကျူဇာတူဘွားပါလေယောဇာကျူဇာတူဘွားမြေဘွားအဲ့တော့ဒီစကားလေးကိုကြည့်လိုက်တော့ဆရာတော်ဘုရားကြီးကသူပြုလာခဲ့တဲ့သာသနာပေါ့တတိပဋ္ဌာန်ဝိပဿနာသာသနာအဲ့ဒီသာသနာတော်ကိုရိုးသားတဲ့ပုဂ္ဂိုလ်ကြိုးစားတဲ့ပုဂ္ဂိုလ်တွေလက်ထဲကိုထည့်ထားချက်အဲ့တော့ရိုးသားကြိုးစားတဲ့ပုဂ္ဂိုလ်ပါမှတိုးပွားအောင်ဆောင်ရွက်နိုင်ပြီအဲ့လိုတိုးပွားအောင်ဆောင်ရွက်နိုင်တဲ့ပုဂ္ဂိုလ်ကိုဆရာတော်ဘုရားကြီးကမြေပွားဆိုပြီးဒါကတော့မြေပွားဆိုတာဘုန်းကြီးတို့လက်ဆင့်ကမ်းနဲ့ဆင့်ပွားတူတူပါအဲ့ဒီဆရာတော်ဘုရားကြီးရဲ့ပฏิပတ်တိသာသနာတတိပဋ္ဌာန်ဝိပဿနာသာသနာတော်ကိုဆရာတော်ဘုရားကြီးဟာရိုးသားတဲ့ပုဂ္ဂိုလ်များနောက်ပြီးတော့ရိုးသားယုံလည်းမဟုတ်ဘူးကြိုးစားတဲ့ပုဂ္ဂိုလ်များဘုန်းကြီးတို့ရွှေရင်သာသနာပိုင်ဆရာတော်ကြီးများရေးထားတဲ့စာသားလေးတွေပါဘုရားယုံကြည်မှုရှိအောင်ရိုးသားရမယ်ဟုတ်ပါတယ်ဒါဝန်တစ်ခုပေးဖို့ဆိုတာယုံကြည်မှုမရှိရင်ပေးလို့မရပါဘူးဘုရားရွှေတော်ကုန်းဆရာတော်ဘုရားကြီးဟာအထူးလေးလာစသတ်ပြီးတော့မှဒါဝန်တစ်ခုကိုပေးပြီးရှိပါတယ်ဒါကြောင့်အဲ့ဒီထဲမှာရိုးသားပြရပါလိမ့်မယ်ရိုးသားမှုယုံကြည်မှုရှိအောင်ရိုးသားရချီးမြှောက်မှုရှိအောင်ကြိုးစားရမကြိုးစားတဲ့ပုဂ္ဂိုလ်တရားကိုချီးမြှောက်ထားလို့ပို့ပါမယ်
သာသနာတော်ဟာသူ့လက်ထဲရောက်ရင်တိုးပွားဖို့တဲ့ဆိုးရုပ်ဖို့အပူများတယ်ဒါကြောင့်ယူသားရမယ်ကျူစားရနောက်တိုးပွားရအဲဒီလိုတိုးပွားအောင်ဆောင်ရွက်တဲ့ပုဂ္ဂိုလ်တွေကိုလက်ဆင့်ကမ်းပြီးတော့ဆရာအဆက်ဆက်တတိအဆက်ဆက်မြေပွားအမြဲကနေပွားယူတဲ့ဟာရှိတယ်ခိုင်ကနေပွားယူတာရှိတယ်မျိုးစေ့ကပွားယူတာရှိတယ်ဒီလိုပဲဆရာတော်ဘုရားကြီးကသူ့ရဲ့ဗန္ဓိရာရာမသာသနာတော်ကြီးကိုအဲဒီလိုယုံကြည်ရတဲ့ပုဂ္ဂိုလ်ကြိုးစားတဲ့ပုဂ္ဂိုလ်တိုးတက်အောင်ဆောင်ရွက်နိုင်တဲ့ပုဂ္ဂိုလ်ကိုမြေပေါ်ကနေအားဖြင့်လက်ဆင့်ခံပြီးတော့ဒီဟာဝိုင်သာသနာကိုဟောဒီမှာနာယကဆရာတော်အရှင်ဒီဇန်ဉာဏကိုဆရာတော်ဘုရားကြီးကဆက်ပြုထားလိုက်ပြီအားလုံးကလည်းပဲအခုဟာဝိုင်သာသနာတော်ကြီးကိုကြီးပွားတိုးတက်အောင်နေအားဖြင့်ဦးဆောင်ရည်ကြတဲ့ဒီပဏိဒရာမဟာဝိုင်သာသနာရေးတာဖြစ်များအောင်ဆောင်ရွက်ကြတဲ့ပုဂ္ဂိုလ်များအားလုံးပါလိမ့်မယ်ဆရာတော်ဘုရားကြီးရဲ့တပိဋကဝကမျိုးပွားတွေမျိုးဆက်တွေဖြစ်ပါတယ်အဲကြောင့်ဒီသာသနာတော်ကြီးကိုရိုးရိုးသားသားနဲ့ကြိုးစားပြီးတော့တိတက်ပို့ပြီးတော့တိုးတက်အောင်အဲဒီတော့ဆောင်ရွက်သွားကြဖို့ဖြစ်ပါတယ်အဲဒီမြေပွားဆိုတာလေးကိုဘုရားဒါလေးကိုသဘောကျပြီးတော့ဒီတိတိပ္ပံသာသနာ့ရဲ့ကမန်းကြောင်းလေးကိုပြောရရင်ကောင်းပါပဲဒီနေ့ကဘုရားတိတိပ္ပံကမန်းကြောင်းလေးလက်ဆင့်ကမ်းပြီးတော့ဆရာအဆက်ဆက်တပည့်အဆက်ဆက်လက်ဆင့်ကမ်းလာတာလေးကိုဘုရားပြောဖို့ပါဒီတိရိစ္ဆာန်သုတ်တဒေသနာတော်ကိုမြတ်စွာဘုရားကုရုတေကမ္မတတ္တမဒီကုန်းရွာကြီးမှာမြတ်စွာဘုရားဟောကြားတော်မူတာပါဒီနေကုန်းရွာကြီးကိုဘာကြောင့်ဟောရတာလဲဆိုတော့ယာတိကုရုမြတ်ကောင်းမွန်မိုးလေဝသမှန်ကန်လို့ဆံရည်စပါးကလည်းပေါ်များတဲ့အတွက်အဲ့ဒီကုရုတိုင်းမှာနေထိုင်ကြတဲ့ပုဂ္ဂိုလ်တွေဟာရှားပါကြတဲ့သတ်ဆောင်ကြကိုရောချမ်းပါစေရောချမ်းသာကြနောက်ပြီးတော့ဇီဝဥစ္စာဆံရည်စပါးတွေပေါ်များကြအဲဒီပုဂ္ဂိုလ်ရဲ့အားလုံးချမ်းသာရေးချမ်းသာရေးစီးပွားရေးအားလုံးပြည့်စုံနေတဲ့အတွက်ကြောင့်ဒီပုဂ္ဂိုလ်ရဲ့စိတ်တရားချမ်းသာကြလောဘဒေါသတွေနည်းကြအဲဒီနေရာကိုဒီတိပ္ပံသုတ်တန်ကြီးဟောလိုက်အားလုံးဟာသတိပ္ပံတရားကိုလာတိုင်းလိုက်နာကျင့်သုံးကြလို့ရှိရင်လွတ်မြောက်မှုဆိုတဲ့ချမ်းသာကြီးကိုရနိုင်ကြတယ်ဆိုတာကိုဘုရားရှင်ကိုရောမြတ်ကြီးသိမြင်တော်မူတဲ့အတွက်ကုရုတိုင်းကမ္မတတ္တမဒီကုန်းရွာကြီးမှာဒီသတိပ္ပံသုတ်တံဒေသနာတော်ကြီးကိုစပြီးတော့ဟောကြားခဲ့ဟောကြားတဲ့အတိုင်းပဲလိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်တွေဟာချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေယာတုဂုဏ်သိကြီးမားတဲ့ပုဂ္ဂိုလ်တွေမကအိမ်မှာခိုင်းစေထားတဲ့အမှုလုပ်များကပါအကျဉ်းအဲဒီမှာသတိပ္ပံတရားတော်တွေကိုလိုက်နာပြီးကျင့်သုံးရတယ်အားကျစရာအတားကောင်းပါအဲဒီဘုရားရှင်ကိုရောမြတ်ကြီးဟောကြားလာခဲ့တဲ့သတိပ္ပံသုတ်တံဒေသနာတော်ကြီးကိုတပည့်အစဉ်ဆက်ပေါ့ရှင်သာရိပုတ္တရာရှင်မမောဂလမရှင်အနန္ဒမစစစ်စစ်ဒီတိရိပ္ပံကျင့်စဉ်တွေကိုဟောကြားလာခဲ့ဒီတိရိပ္ပံသုတ်တံဘုရားရှင်တိုင်းလက်မလွတ်တဲ့သုတ်တံဆိုပါဒါကြောင့်ဒီတိရိပ္ပံတရားတော်မှာဘုရားရှင်တိုင်းဟောကြားတော်မူတဲ့ဒေသနာဖြစ်ပါအဲဒီတော့ဆရာစင်စစ်တပည့်စစ်စစ်အားလုံးကရှင်သာရိပုတ္တရာရှင်မမောဂလတို့ရဲ့တပည့်စစ်စစ်ရှင်မဂတ္တဗရှင်အနန္ဒတို့ရဲ့တပည့်စစ်စစ်အားလုံးသတိပ္ပံကျင့်စဉ်တွေတိုင်းလိုက်နာကျင့်သုံးဟောပြောလာခဲ့ကြအဲဒီကနေဘုရားရှင်ပြိဋိဘံဆံတော်မူပြီးတဲ့နောက်ပိုင်းသ
သာသနာ200ကျော်လောက်ဒီရိမာသောကမင်းကြီးပေါ်ထုံးခဲ့အဲဒီအချိန်မှလည်းပဲဒီရိမာသောကမင်းကြီးဟာမြေကျောရသမဏေငယ်လေးရဲ့သောကကြွားတဲ့အခါမှာအဘိက္ခန္တိပဋိက္ခန္တိအလောကိတေဝိလောကိတေသမေဇိတေပတာရိတေဆိုတဲ့ဒေသနာတော်အတိုင်းတတိပဌာနာသုတ်တံဒေသနာတော်အတိုင်းရှုမှတ်မှုမလွတ်စေဘဲနဲ့သောကကြွမြင်ပြီးတော့အဲ့ဒီမှာသာသနာတော်ကိုကြည်ညိုလို့အဲ့ဒီအချိန်ကစပြီးတော့မြတ်စွာဘုရားရဲ့သာသနာတော်ကြီးကိုချီးမြှောက်ထောက်ပံ့လာတယ်အဲ့ဒီမှာရှင်မမောဂိဗုဒ္ဓဒေသမထေရကြီးနဲ့အတူသာသနာတော်ကြီးကိုချီးမြှောက်ထောက်ပံ့ရှင်သာရိရှင်မမောဂိဗုဒ္ဓဒေသမထေရကြီးကလည်းပဲဒီသတိပဋ္ဌာန်သုတ်တံဒေသနာတော်လာတဲ့အတိုင်းဟောပြောမျှော်ပြလို့သောတာပတ္တဂရကအနာဂယဟန္တာဆိုတာဒီအကုန်လုံးရှင်းပြဖို့ထုံးခဲ့နောက်ယဟန္တာရှင်မြတ်ကြီးများဒီရမသောကမင်းကြီးနောက်ရဆံတော်ပြီးတဲ့နောက်ဒီသာသနာတော်ကြီးကိုယ်ပတ်သွားလိမ့်မယ်ဆိုတာကိုသိနေတော်မူကြ။ဒါကြောင့်မို့သာသနာဟာလက်ဆင့်ကမ်းအမွေပေးဖို့ရထူလိုအပ်ပါတယ်။ခုအနိဒရမဆွေတော်ဘုရားတော်ကြီးကလက်ဆင့်ကမ်းစင်ပွားအမွေဖြစ်တယ်။ခုမြေပွားသာသနာမြေပွားပေးလိုက်။ခုလည်းကဆရာတော်ရှင်ဒီဇာညာနာကိုဒီဟာဝိုင်ကိုပို့ပြီးသာသနာထုံးကားအောင်ဆောင်ရွက်တယ်။အဲဒီလိုပဲမိဘများလည်းမိမိတို့ရဲ့သာသမီများဒီမိမိတို့ရဲ့ဘုရားသာသနာအမွေပေးဖို့လိုအပ်ပါတယ်။ဒီဒီမှာတော့ကမင်းကြီးဟာမိဖုရားပေါင်းများစွာရှိတော့ရှင်ဘဲကသားတော်ကြီးသမီးတော်ကြီးဖြစ်တဲ့ရှင်မိတ်တာရှင်သင်္ကန်းသမီးတော်ဖြစ်တဲ့သင်္ကန်းမိတ်တာသူတို့ကမြတ်စွာဘုရားသာသနာတော်ဝင်ရောက်ပြီးတော့ယဟန္တာမထေရယဟန္တာထေရီပါများဖြစ်ကြ။ဒါပေမဲ့တော့ပိဋကတဲ့မိဖုရားများရဲ့သားတော်များအဲ့လိုဘာသာရေးဘက်ကိုပဲမိမိကလက်စမ်းသာသနာတော်ထုံးကားရေးအတွက်ဒီမှာတော့ကမင်းကြီးကနောက်ပိုင်းကိုပြန်ပြီးတော့မကြည့်ပြီ။အဲ့လိုသားတော်ရဲ့သမီးငယ်တွေကိုတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကအခြားဘာသာဝါဒတွေသိရဲ့ဘာသာဝါဒရှေးဘာသာဝါဒကိုသင်ပေးကြအဲ့လိုသူသင်ပေးတဲ့ခါကလာကြတော့ဘာလို့ညီတဲ့ဆံကွယ်လုံးလဲသားတော်များလက်ထက်ကြတော့ဒီဘုရားသာသနာတော်ကြီးကွယ်လုံးသွားကွယ်ပတ်သွားအဲ့ဒီအကြောင်းအရာတွေကိုမြင်လို့ရှင်မမောဂိဗုဒ္ဓဒေသမထေရကြီးကဒီမှာတော့ကမင်းကြီးနဲ့တိုင်ပင်ညီနိုင်ပြီးတော့ကိုယ်တိုင်ကိုယ်ဌာနသာသနာပြုစေတဲ့အခါမှာဘုန်းကြီးတို့မြန်မာနိုင်ငံဒုနာပုံမီတထုံကြီးဆိုတာကိုရှင်သောနာရှင်ဥဒ္ဒရာမထေရတပါးဥဆောင်ပြီးတော့ယဟန္တာ9ပါးကြွရောက်ပြီးတော့သာသနာပြုအဲဒီမှာလည်းမိဂတ်တော်များအားလုံးပါဝင်လာပြီးဖြစ်တဲ့အတွက်ကြောင့်မို့လည်းပဲဒီသတိပဋ္ဌာန်သုတ်တံဒေသနာတော်ကြီးအတိုင်းဟောပြောညွှန်ပြရှုမှတ်ပေါ်များအားထုတ်ကြလို့ယဟန္တာပဋိညာတိဤဖြစ်ကြတဲ့ထဲမှာအနောမတ္တိဆိုတဲ့ရှင်အရဟံပဋိညာပေါ်ထုံးရဲ့အဲဒီရှင်အရဟံပဋိညာအဲဒီကုဏဘုံကြီးတထုံကြီးကနေပြီးတော့ပကံနေပြီးတော့ကိုဆက်ပြီးတော့ကြွပကံနေပြီးတော့ကိုသာသနာပြုတယ်အဲလိုပကံနေပြီးတော့ကိုသာသနာပြုရင်းနဲ့ပဲဒီတိပ္ပဇာသုတ္တဒေသနာတော်တွေကိုပဲဟောပြောညွှန်ပြယဟန္တာညောင်များစွာပေါ်ထွန်းပြီးတော့လာခဲ့ပါအဲလိုရေမောသောညောင်များစွာပေါ်ထွန်းလာခဲ့ပြီးတော့ပကံသာသနာနှင်းမိလာတဲ့အခါကလာကြတော့သာသနာဟာလက်စစ်တဆင့်တန်ထားတဲ့အတွက်ကြောင့်မို့တဆင့်ပကံဘက်ကိုသာသနာထောက်တောက်သွားတယ်သာသနာတော်မှာထောက်ပံ့သွားအဲဒီပကံသာသနာမှာလည်းပဲယဟန္တာတွေဆင့်ဒီပိဋကတော်မှာလာတဲ့အတိုင်းပဲသတိပဋ္ဌာန်သုတ်တံဒေသနာတော်ရဲ့ကျင့်စဉ်တွေကိုဟောကြားသွားလိုက်အဲဒီပကံသာသနာမေးမိလာတဲ့အခါကလာကြတော့ဒီဘေးရင်သာသနာဆိုတာပေါ်ထွန်းတာအဲဒီဘေးရင်သာသနာတွေပေါ်ထွန်းလာတဲ့အခါမှာလည်းဒီလိုပဲယဟန္တာပဋိညာတိအစဉ်စဉ်ပေါ်ထွန်းလာအဲဒီမှာဘုန်းကြီးတို့
အဲ့ဒီဒီဘေးသာသနာတွေကနေပြီးတော့ပွင့်ထွက်လာခဲ့တယ်ဘုန်းကြီးတို့ရှင်စံဒီမာနဲ့ရှင်ခေမာဆိုတဲ့စတင်သားနှစ်ဦးပွင့်ထွက်လာခဲ့အဲ့ဒီကဒီဘေးသာသနာတွေမိမ့်မိန်လာတဲ့အခါကလာကြတော့အဲ့ဒီရှင်စံဒီမာနဲ့ရှင်သောနာဆိုတဲ့ရှင်သောမဆိုတဲ့ပတိနှစ်ပါးအဲ့ဒီမှာဘုန်းကြီးတို့ရွှေဘုံငါးနလေးစတဲ့ဒီအညာဘန်းဒေသရောက်လာကြတော့ပရိယတ်တိသင်ကြားလာခဲ့တဲ့ပုဂ္ဂိုလ်နှစ်ပါးအတူတူပဲအတူတူသင်ကြားလာခဲ့ကြပြီးတော့တပါးကတော့ရှင်ခေမာဆိုတဲ့ပတိမြတ်ကတော့သူဟာပฏิပတ်တိဘက်ကိုပဲဆောင်ပေးပြီးတော့ဘုန်းကြီးတို့မင်းကုန်းပဲစီပေါ့အဲ့ဒီပဲစီမှာကင်းတော်ရဆိုတဲ့တော်ရကြီးတခုရှိအဲ့ဒီတော်ရကြီးထဲမှာတော့ဒီတော်ရဆောက်ကြည့်ဒီရှင်ဇာတိမှာကတော့ဘုန်းကြီးတို့ရွှေဘိုပဲရွှေဘိုရဲ့နောက်စစ်ပုံနာမှာတီလုံးဆိုတဲ့ရွာကြီးရှိအဲ့ဒီတီလုံးမှာကြွပြီးတော့ပရိယတ်တိစာပေများပို့ချတော်မူတယ်အဲ့လိုတီလုံးဆရာတော်ဘုရားကြီးဟာပရိယတ်တိဘက်မှာတော့ဒီနေ့ဒီချိန်ကြည့်အောင်ပရိယတ်တိဘက်ကလည်းပဲတီလုံးဆရာတော်ကြီးကိုဥထိထားတော့ဒါရွှေချင်းသာသနာကလည်းဒီတိုင်းပဲဒီလုံးဆရာတော်ကြီးကိုဥထိထားတယ်ဘုရားသာသနာကလည်းဒီတိုင်းရွှေချင်းဒီလုံးဆရာတော်ကြီးကိုဥထိထားပရိယတ်တိဘက်ကလည်းမဟုတ်ပฏิပတ်တိဘက်ကလည်းပဲဒီလုံးဆရာတော်ကြီးရဲ့ဒီပฏิပတ်တိရှင်းစဉ်တွေဟာနောက်ပိုင်းကျပေါ်လွင်လာတယ်အဲ့ဒီမှာကျင်းတော်ရမှာစောင့်တည်နေတဲ့ကျင်းတော်ရမှာဒီတော်ရစောင့်တည်ပြီးတော့တရားအားထုတ်နေတဲ့ကျင်းတော်ရဆရာတော်ဥက္ကေမာအဲ့ဒီကျင်းတော်ရဆရာတော်ဥက္ကေမာဒီတတိပဌာနာသုဒ္ဓဒေသနာတော်မှာလာတဲ့အတိုင်းပဲဒီကျင့်စဉ်တွေကိုကြိုးကြိုးစားစားသူဝိရိယစိုက်ပြီးတော့ကြိုးစားအားထုတ်တော်မူခဲ့တဲ့အတွက်ဒီတတိပဌာန်တရားတွေလည်းပဲပေါက်မြောက်ပြီးတော့သူဟာဇာပင်သမထဇာတိပါဖြစ်တဲ့ပင်တွေပါရပြီးတော့တရားသိဉာဏ်လူတွေရသွားတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။အဲဒီမှာဒီတတိပဌာန်သုဒ္ဓဒေသနာတော်မှာကြည့်လိုက်မယ်ဆိုရင်မြတ်စွာဘုရားကအပိုင်း၃ပိုင်းနဲ့ဟောထားတာဖြစ်ပါတယ်။ပထမအပိုင်းမှာကြည့်လိုက်ပေါ့။ပထမအပိုင်းမှာကြည့်လိုက်တဲ့အခါကလည်းကြတော့ဒီတတိပဌာန်သုဒ္ဓဒေသနာတော်ကိုရိုးသေးသေးနဲ့ကြိုးကြိုးစားစားကျင့်ကြံပေါ်များအားထုတ်ကြလို့ရှိရင်တဲ့ဝိသုဒ္ဓိယနံပါတ်1စိတ်ငြိမ်ကြေးကင်းဝေးစင်ကြယ်စေနိုင်တယ်နံပါတ်2ဥဆွေးမှုဆိုတဲ့သောကကြီးလုံမြောက်စေနိုင်တယ်နံပါတ်3ငိုကြွေးမှုဆိုတဲ့ပြည်ဒီဝါတွေလုံမြောက်စေနိုင်တယ်နံပါတ်4ကိုယ်ဆင်းရဲမှုတွေလည်းချုပ်ငြိမ်းနိုင်တယ်။နံပါတ်5စိတ်ဆင်းရဲမှုတွေလည်းချုပ်ငြိမ်းနိုင်တယ်။နံပါတ်6အရိယာမဉ္ဇဉ်ဖြစ်တဲ့သောတာပတိမဉ္ဇဉ်ပုညသဂါဂမိမဉ္ဇဉ်အနာဂမိမဉ္ဇဉ်အရဟတမဉ္ဇဉ်ကြည့်အောင်အရိယာမဉ္ဇဉ်ကြည့်အောင်ရနိုင်တယ်တဲ့။နံပါတ်9နိဗ္ဗာန်တပစ္စည်းကရိယာယနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တယ်။အဲဒါကိုမြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးကတတိပဌာန်သုဒ္ဓဒေသနာတော်ကြီးကိုမဟောမီရှေ့ပိုင်းမှာတရားကျင့်ညာခြင်းအနေအချင်းမြတ်စွာဘုရားဟောတော်မူပါတယ်။ဧကယနောယဘေကဝိမေဘောတတ္တနာဝိတုဒ္ဓိယသောကဗိဒေဝနာသမတိကမာယဒုက္ခဒေါမနတနာအချင်းကမာယညာယတာရိကမာယနိဗ္ဗာန်တသစ္စိကရိယာယယရိရံသတ္တရောတတိပဌာနာဧကဝိယံတို့များဥจิตသာတို့သတ္တရော၄ပါးကုန်သောယရိရံယေဟိမေတတိပဌာနာဆွေနေသောမှတ်ရမှုတတိဆွေနေမှုတတိပဌာန်ဟူသောကျင့်လန်းသည်တန်တိရှိကုန်၏ယံဆွေနေသောမှတ်ရမှုတတိဆွေနေမှုတတိပဌာန်ဟူသောကျင့်လန်းသည်တဏ္ဍနာဘုရားဖြစ်စေကဗုဒ္ဓရိယတဝကလောင်းလုံးစုံသောတတ္တဝါအပေါင်းတို့၏ဤသို့ဒီယာစိတ်ကြီးခြင်းမှာကင်းဝေးစင်ကြယ်ကြစေခြင်းကဧကယနောမေဘောတကူရီသောနာတကြောင့်ဒီသောနာဖြစ်ပါ၏ဘောဂအပိရိဝါနာဆိုရင်ဘူးဆွေးမှုသောကမူကျွေးမှုပိတေဝတို့ကို
Tamadi Kamaya Gomya Sijinga Ikayano Mego Takuri Dolan the Jamdi Dolan Japabi Duka Domnatana Kusi Duka Sisi Domnata Dugo Atigamaya Choyi Kwebya Sijinga Ikayano Mego Takuri Dolan the Jamdi Dolan Japabi Yayada Dikamaya Riya Meguya Jinga Nibana Disi Kari Yaya Nibamya Mobu Jinga Ikayano Mego Takuri Dolan the Jamdi Dolan Japabi the D. Nima Yasa Yashi Gurumya Jiga Di Taripasana Tokan Didanado Jigu Mohomi Shivanga Dayaji Yaje Subiro Di Jukunaba Yabu Yasa Yahojaro Uba Levai Jaro Yasa Yashi Gurumya Jiga Jinsi Nigo Hojare Pago Hojara Listen to one Pisami di Bazana di Tito one Tito Midi Bazana di Neither no one, neither no Midi Bazana di they are no one, they are no Midi Bazana. Toy shoot, Yay shoot, Tiny shoot, Leon shoot, or Shumago. Elima says it. Levai Majis in the Hoja Piro. Now so my Majaro Dijan Nine, the Libra de Majan Nine, they are Dina Dulia, Shabai, Labai, Yapine, Yana Bongi, Gomez of the other Hoja. Yoi Gosi Bakerway, he may set a lot the Libra Tani. Mabia Hoja Kaya Nubadana, Wirana Nubadana, Sita Nubadana, Dama Nubadana Sure. Didripla Dia, Liva, Mabia, Nujare, Dana Biro. Jendo Antobe, Suyen, Alone Jama, Konene Babe. Konene Antobe, Suyen, Elibogua. Yana Dio Senade, Party of Senade. Yana Dio Senade. The Gelu, a Swelani Jambe Suyan, and Naganti of Kenai. The Gay Alme Output, the Todabadi met, Todabadi, Butagragami, Metagrakami, Puda Modioro. The means of Jade, Yahana of Kenai, Sumaro, Todaba, the Graga, and Naga of Kenai. I don't want it one. I don't use on one day. Hello, living near Madame Lady Boku with the Soviet Hall. Near a lena she the Boku Suyin, Konala, Yana Kenai, the Dana Atu Abale, Konala Atu. Konala Atu Yana Kenai. The Galo DJ, Yan Tendame Suyin, Harry Boku, Konaya Atu, Penia Atu Abale. Korea Atu Yana the Ocean Diripsa Diana, Akure de Diana, Amkure de Diana, Akure de Diana. Vidulia Yamisi Kabura, Ria Tawagala, Loso Totadua Pony. The Diripsa Land Neve, the Iritari, Kenwero Mujari. Hero Diripsa. Yashin and Jamluta, Hojaro Mugere, Dipana Tuta, Didanaro. Any Didanaro, Time Kindoya Saroia, or a Jusa Atu. Hello, Atu Yene, 2 year Besui, Satin Bedjede. Dilo Saros and Lima Sweet Tamuleve, Majam, Yozoa, Trial Piro, the Swinwija, Sabi, the Swinwija. She was Yaro Yia, Puyiru, Nezing a leve, Puyiru, Nesiaro, Puyiru Dari Piguba. The Chacha Yoga, Saro Ila Biro, the Yedadi Joma Dire, Nebiro, the Ali Swinija, Sabi, Swinija, Puyiru Piguba. Hello, Sweden Division, Jamie Swineleve, Joma Waga, the Biro, Canana, Yam, like Puya.
အခုလေးပဲကင်းတော်ရဆရာတော်ကြီးလာတဲ့ခါမှာတရားကြီးဆွေးနွေးစာပေကြီးဆွေးနွေးပြီးလို့3 ရက်5ရက်နေပြီးဆိုရင်ကင်းတော်ရဆရာတော်ပြန်ကြွတဲ့အခါမပြခင်မှာလည်းကင်းတော်ရဆရာတော်ကပြတော်အားဖြင့်သူ့ရဲ့စာသင်ဘက်ဖြစ်တဲ့ဓမ္မမိတ်ဆွေဖြစ်တဲ့ဒီလုံးဆရာတော်ကြီးကိုတရားထုတ်ဖို့အများအားအပြည့်တိုက်တွန်းတော်မူလေးရှိပါဒီလုံးဆရာတော်ကလည်းပဲဒီဇာဝပို့ချမှုတွေနဲ့မအားမလတ်တဲ့အကြောင်းလည်းပဲညွှန်ပြတော်မူပါအဲဒီလိုနဲ့ဒါနဲ့တရားတွေဆွေးနွေးကြဒီလုံးဆရာတော်ကြီးကဒီပါတရားမှာပြန်တော်ရတန်သွားပြန်တော်ရဆရာတော်ကြီးကဒီလုံးဆရာတော်တန်လာတယ်ဒီလိုနဲ့လာရင်နဲ့တရားဆွေးနွေးစာပေတွေဆွေးနွေးတရားကနေရောက်ရင်တရားအားထုတ်ဖို့ပြန်တော်ရဆရာတော်ဒီမှာကနေပြီးတိုက်တော်နောက်ဆုံးတစ်ခေါက်မှာတော့ပြန်တော်ရဆရာတော်ကြီးကဒီတရားအားထုတ်ဖို့ဒီသတိပဋ္ဌာန်တရားတွေအားထုတ်ဖို့တိုက်တွန်းတဲ့အခါမှာဒီလိုဆရာတော်ဖြစ်တဲ့ဥစ္စာလေးပါကညံပယ်စာဝါတွေကလေးဝါညဝါတွေများတယ်စာသင်သားတွေများလာတဲ့အတွက်အားနမှုမရှိဘူးအဲတော့အားနမှုမရှိတဲ့အတွက်အားထုတ်ဖို့အချိန်မရနိုင်ဘူးဆိုတဲ့အကြောင်းပြောတဲ့အခါအဲဒီမှာကင်းတော်ရဆရာတော်ကနေပြီးတော့ခုဒီလိုသေဖို့တောင်မှရှင်ဘုရားမှာအချိန်မရှိတော့ဘူးလားဒီနေ့တစ်ချိန်ကြီးဟာတရားမသိခင်လေးမှာအများအတွက်လည်းပဲစာပေပို့ချတာလုပ်လို့မိမိအတွက်လည်းမိမိအားထုတ်ဖို့လိုပါလိမ့်မယ်ဆိုတဲ့အကြောင်းတိုက်တွန်းပါအဲလိုတိုက်တွန်းပြီးတော့ပြန်ဖို့ရအချိန်ရောက်တဲ့အခါကျတော့နှုတ်ဆက်ပြီးတော့ပြန်တဲ့အခါမှာကင်းတော်ရဆရာတော်ကြီးကိုဒီလိုဆရာတော်ကခါတိုင်းလိုပဲပို့ပြီးကြကြောင်းဘုံကြောင်းပြင်းပြရအောင်လိုက်ပါပြီးတော့ပို့ဆောင်အဲလိုပို့ဆောင်ပြီးတဲ့အခါမှာကင်းတော်ရဆရာတော်ကြီးကအဲဒီမှာပြန်ကြွကလေးလေးမှာဒီကတိုက်တွန်းတော်မူပြန်တယ်တိုက်တွန်းပြီးမယ်လို့လည်းဒီလုံးဆရာတော်ကလည်းပဲသူ့ရဲ့ပြောနေကြစကားအတိုင်းပဲစာဝါရီမအားလက်တဲ့အတွက်ကြောင့်စာသင်သားတွေများနေတဲ့အတွက်ကြောင့်နေဝညဝပို့ချနေရတဲ့အတွက်အချိန်အားလမှုမရှိလို့မတူနိုင်သေးတဲ့အကြောင်းလေးပဲပြောပြီးတော့ကဲကိုဒီလုံးကြီးနေခဲ့ပြီးတော့ကျုပ်တို့သွားတော့မယ်ဆိုပြီးတော့သင်္ကန်းလေးကိုခါတွက်လိုက်တယ်လို့ဆိုပါတယ်ခါလိုက်တယ်ဆိုတာသင်္ကန်းလေးကိုပြုပြင်လိုက်တာနဲ့တူတယ်အဲလိုသင်္ကန်းလေးကိုပြုပြင်ပြီးတာနဲ့တပြိုင်နက်တည်းဒီသီလုံးဆရာတော်ရဲ့အနန္တကနေပြီးတော့ကောင်းကင်ကိုလည်းခါလိုက်ပြန်သွားခါတိုင်းသွားတယ်လို့ချီချင်းမသွားခါတိုင်းသွားတယ်ဒီဆရာတော်ရဲ့လက်ွယ်ရောက်ပြီဆိုရင်လည်းကောင်းကင်ကကြွမှာပါဒါပေမဲ့လို့ဒီကနေ့တော့သီလုံးဆရာတော်ကိုတတိရစေလိုတဲ့အတွက်ကြောင့်သူရှိမှာပဲသင်္ကန်းလေးကိုခတ်တွက်ပြီးတော့ပြန်တော်ရဆရာတော်ပြီးမှကောင်းကင်ကနေပြန်ကြွအဲဒီမှာဒီလုံးဆရာတော်ကတအံ့တော်တခါလေကြည့်နေပြီးတော့မျက်စိအောက်ကဒီကင်းတော်ရဆရာတော်ပြန်သွားသည့်တိုင်အောင်ဝေးကြည့်တော့နှံ့မျိုးကြည့်အဲလိုကြည့်ပြီးတော့ကင်းတော်ရဆရာတော်မမြင်ရတော့ဘူးဆိုတဲ့အခါကျတော့မှသူ့ဟာသူမင်းကတီးလုံးနဲ့မင်းကိုယ်ဝယ်ခံဆိုပြီးတော့မင်းကိုယ်ကိုမှန်နေတက်နေလိုက်တာမင်းကင်းတော်ရရဲ့ခြေသားတော်မင်းမပြီးတော့ပါလားအဲဒီမှာတတိယအဲလိုတတိယပြီးလောက်ကထွက်ပြီးပြောနေတဲ့အချိန်မှာပဲကပ္ပိယကြီးကဆရာတော်ထွက်သွားတာဆက်ပြန်မလာသေးလို့နောက်ကလိုက်လာတဲ့အခါမှာဒီလုံးဆရာတော်ကြီးအဲ့လိုပြောတဲ့စကားကိုတပါးနဲ့ပြောနေတာကြားတော့အရှင်ဗျာဘာလို့ပြောနေတာလဲဆိုပြီးတော့ရှောက်တဲ့အခါမှာဒါနဲ့အရာမဟုတ်ပါဘူးလို့ဆရာတော်ကြီးကပြောပြီးတော့ကြောင်းပြန်လာအဲဒီအချိန်ကစပြီးတော့ဒီလုံးဆရာတော်ကင်းတော်ရအလားကိုပဲပြောနေတော့ဒီနေ့ပဲပြန်သွားတယ်ဒီနေ့ပဲပြောနေဒီတစ်ခါကင်းတော်ရဆရာတော်လာရင်သူအမခံတော့တယ်သူတရားထုတ်တယ်ဆိုတော့ဒါပေမဲ့3 ရက်လောက်ကြာပြီးကံလာကြတော့ကင်းတော်ရကကပ္ပိယတက္ကသိုလ်ရောက်လာတဲ့အခါမှာဆရာတော်ဥချတဲ့အခါကျတော့ဆရာတော်ပါလာမပါပါဗျာဆရာတော်ဘာကြောင့်မပါလာလဲပြီးတော့မနေ့ညကပဲဆရာတော်ခန္ဓာကိုချသွားပါပြီဗျာဒီအကြောင်းကိုလာပြီးတော့ရှင်ဘုရားကိုဒီပေးလျှောက်ထားခြင်းဖြစ်ပါလေဆိုတော့မှအဲဒီမှာဒီလုံးဆရာတော်မတ္တရရာကနေသူထိုင်ကုန်ပေါ်မှာခါတယ်အာရင်ကိုခန်းတယ်လို့ပြုတ်ချအဲဒီမှာအာရီရောဆရာတွေပျော်နေတဲ့အချိန်ဒီ
ဒီကင်းတော့ရဆရာတော်ကိုသူကိုယ်တိုင်အာမခံပြီးတော့ဒီတရားတွေကိုအထုတ်တော်မူဆိုရဝန်ခံပြီးပြောတော့မယ်အချိန်ကြမှာဒီကကင်းတော့ဆရာတော်ကခန္ဓာကိုချသွားပြီဆိုအဲ့ဒါနဲ့သူပြင်စရာရှိတာပြုပြင်ပြီးတော့ကပ္ပိယနဲ့သူလိုက်ပြီးတော့ကင်းတော့ရဆရာတော်ရဲ့ဇာပနာကိစ္စတွေကိုအားလုံးဆောင်ရွက်ပြီးစီးတဲ့အခါမှာဒီလုံးကိုပြန်မလာဘဲနဲ့အဲ့ဒီကင်းတော့ရမှာပဲဆက်ပြီးတော့တရားတွေကျူးစာပေါ်များအားထုတ်တယ်ဒီခုဘုန်းကြီးတို့ယောဂီများဘုန်းကြီးများအားထုတ်နေတဲ့ဒီတိပ္ပံတရားတွေတိုင်းပဲဆက်လက်ပြီးတော့ကျူးစာအားထုတ်အဲ့ဒီကနေအားထုတ်ပြီးတော့မှဒီလုံးကိုပြန်လာပြီးတော့ဒီလုံးရောက်တဲ့အခါမှာလည်းဟိုလုံးကလို့စာဝါကြီးတဲ့ဘုဒ္ဓတော်ပဲနဲ့နေမှာပရိယညမှာပฏิပတ်ဆိုပြီးတော့အဲ့ဒီမှာနေပိုင်းမှာပရိယတိစာပေဒီပူချတယ်ညပိုင်းကျရင်တော့ရဆောက်အဲ့ဒီမှာခုချိန်တိအောင်ဒီလုံးဆရာတော်ကြီးဆောက်တည်လာခဲ့တဲ့အဲ့ဒီတော့ရနေရာလေးကခုချိန်တိအောင်မှတ်သားပြီးထိပ်ပတ်ပြီးရှိပါတယ်ဒီလုံးဆရာတော်ကြီးတရင်သုံးသွားတဲ့ကြောင်းတဲ့ဒီလေးရှိပါတယ်အဲ့ဒါရွှေဝဲရဲ့နောက်ဘက်စိတ်ခုံရွာရဲ့နားနားမှာရှိပါတယ်ဘုရားကျေးဇူးရှင်ပါစီဆရာတော်ဘုရားကြီးဟာစိတ်ခုံရွာကပါအဲ့တော့စိတ်ခုံရွာနဲ့ဆိုရင်ဒီလုံးမှာမလမကမ်းပါပဲပြောရရင်တော့တစ်ခေါ်လောက်ရှိပါရွာဘက်ကနေအော်ခေါ်လာရင်ဘုရားကြီးကြားလောက်ပြည့်နေရပါအဲ့ဒီမှာဘင်းတော်ဒီလုံးဆရာတော်ကြီးဟာနေမှာပရိယစာပေကိုချညမှာပฏิပတ်အဲ့ဒီကနေအာထုရင်းကနေပြီးတော့ဒီကနောက်အဲ့ဒီကင်းတော်ရဘက်ကိုသွားအဲ့ဒီဘက်ကမင်းကုန်းဘက်ကတော့ရမင်းကုန်းဘက်ကတော့ရလိအဲ့ဒီမှာသွားပြီးတော့တရားအထုတ်စာဝါရီကိုသူ့ရဲ့တပည့်တန်ဃာတွေနဲ့ချထားခဲ့ပြီးတော့ထားခဲ့ပြီးတော့အဲ့ဒီမှာသွားအထုတ်အဲ့ဒီအချိန်မှာဘုန်းကြီးတို့ရှိမကားဆိုတာကဝက်လက်နန်းစီပါပေါ့အဲ့လိုမင်းကွန်းတို့ဝက်လက်တို့ဒီချားတဲ့ပေါ့အဲ့ဒီမှာရှိမကားမှာတိတ်သမုတ်ပွဲကြီးရှိပါဘုန်းကြီးတို့တို့ရွာဒီမှာဆိုတာတိတ်သမုတ်ပွဲဆိုတာအင်မတန်ကြုံခဲ့ရမှာကြုံခဲ့တဲ့အတွက်ကြောင့်နေပြီးတော့မန်းနေပြီးတော့မရှိတဲ့ဘုရားစီတော်ရဘုရားစီတော်မရအားလုံးဆရာတော်များကိုပြင်ပြီးတော့တိတ်သမုတ်ပွဲမှာပြန်အဲ့လိုပြင်းတဲ့အခါမှာသင်္ကစားဆရာတော်ကမင်းတို့မကြီးတောင်ဝင်တယ်မင်းတို့မကြီးတောင်ဝင်တဲ့အခါကလည်းကြတော့ဆရာတော်ပြေကြွမှာလေဆိုတော့ရှိမကားကတိတ်သမုတ်ပွဲကိုကြွဖို့ပဲရှင်ဗျာအဲ့ဒီကိုရောက်ရင်ဒီလိုဆရာတော်ကြီးထံကိုလည်းဝင်ခဲ့ပါဘူးဒီလိုဆရာတော်ကြီးဒီဘက်မှာတော့ဆောက်တည်ပြီးအားထုတ်ပြီးလေဆိုတော့မင်းတို့မကြီးကြားမင်းတို့မကြီးကိုယ်ဝယ်တဲ့ဆရာတော်ကိုအဲ့တော့ဒီလိုဆရာတို့ထံဝင်ခဲ့ပြီးတော့ဘယ်ကြည့်အောင်များပေါင်းမြောက်နေပြီလဲဆိုတာကိုလည်းရှင်ဘုရားလျှောက်ထားခဲ့ပါအောင်ဗျာမှာလိုက်အဲဒီမှာရှင်မကရောက်တဲ့အခါကလည်းကြတော့ဒီမကိုပွဲမှာဘုရားစီတော်ရဘုရားစီတော်မရဆရာတော်ကြီးတွေထင်ရှားကျော်စောတဲ့ဆရာတော်ကြီးတွေကိုပြောအဲဒီမှာအားလုံးစုံတဲ့အခါဒါနာတော်များကနေပြီးတော့ဒီလိုဆရာတော်ကြီးကိုတရားဟောဖို့လျှောက်ထားတယ်တရားဟောဖို့လျှောက်ထားတဲ့အခါကျတော့ဒီလုံးဆရာတော်ကြီးကဘာအမိန့်ရှိလဲလို့ဆိုတော့သူများကိုယ်တိုင်သဘောကျပြီးတော့သူများကိုယ်တိုင်အားထုတ်တဲ့တရားကိုပဲဟောမယ်။အဲလိုမရှိတယ်။မရှိပြီးတော့ညမှာတရားဟောတယ်။တရားဟောတဲ့အခါကလည်းမှာမိမိတို့ဒီတိပ္ပံဝိပဿနာတရားကိုရှုမှတ်ပုံကစပြီးတော့ရှုမှတ်လို့ဘာဝလက္ခဏာသင်္ခါရလက္ခဏာသံဉာဏ်လက္ခဏာစတဲ့ယုံနာအကြောင်းကျိုးအဖြစ်ပြသဘောတွေဉာဏ်ဖြစ်ပုံတွေကိုဆရာတော်ဘုရားကြီးကခါရဟောကြားသွားတယ်။အဲလိုဉာဏ်ဖြစ်ပုံတွေဟောကြားသွားပြီးတော့ဝိပဿနာဉာဏ်ကြီးပြည်စုံလို့အဲဒီမှာသောတာပတိမေညာပူညာဆက်ရောက်သောတာပန်ဖြစ်အဲဒီကနေပြီးတော့ပြန်ပြီးတော့ဆက်လက်ပြီးတော့အားထုတ်တဲ့အခါကျတော့ဥရိယဗျာဉာဏ်အဲ့ဒီဉာဏ်ကနေဆက်လက်ပြီးတော့အာထုတ္တကဝိပဿနာဉာဏ်ကြီးစဉ်ဆက်တက်ပြီးတော့သက္ကရာဂမိပညာပူညာဆက်ရောက်သက္ကရာဂံဖြစ်ပုံအဲ့ဒီကနေဆက်လက်အာထုတ္တကမှာပြန်ပြီးတော့ဒီကဥရိယဗျာဉာဏ်မှာစပြီးအာထုအဲ့ဒီကနေဆက်လက်ပြီးတော့ရှုမှတ်ပွားများအာထုလို့ဝိပဿနာဉာဏ်လေးအစဉ်စဉ်ပြည့်စုံပြီးတော့နောက်ဆုံးနာဂမိပညာပူညာဆက်ရောက်အဲ့ဒီနာဂမိပညာပူညာဆက်ရောက်ပုံကိုဟောပြီးတဲ့အခါမှာဆရာတော်ကြီးကတရားသိတော်မူတယ်တဲ့တရားသိတော်မူတဲ့အခါမှာအားလုံး
တရားနာနေကြတယ်။အားလုံးနေပြည်တော်ကကြွလာကြတယ်ဆရာတော်တန်ဃာတော်ဒီဘွယ်စီတော်ရမရဆရာတော်များအားလုံးကဒီလုံးဆရာတော်ကြီးဟာအနာဂတ်ပုဂ္ဂိုလ်ကြီးပဲဆိုတာကိုအားလုံးကအတိအမှတ်ပြုပြီးတော့လက်ခံလို့မကြတယ်။ဆရာတော်ကြီးပြောစဉ်ဟောစဉ်တုန်းကလည်းပဲသူများကိုယ်တိုင်သဘောကျပြီးကိုယ်တော်ကိုယ်ပဲအားထုတ်လို့တွေ့တည်တယ်တရားကိုပဲဟောမယ်လို့ပတိပေးထားတဲ့အတိုင်းဆရာတော်ဘုရားကြီးဟာသူကိုယ်တိုင်တွေ့တည်တဲ့တရားတွေကိုဟောကြားသွားအနာဂတ်မင်းညာပူညာဆက်ရောက်သည့်ထိအောင်ဟောကြားသွားတဲ့အတွက်အားလုံးကဒီတိလုံးဆရာတော်ကြီးဟာအနာဂတ်မထေရကြီးပဲလို့ဆိုချက်ကြတယ်အဲ့ဒီလိုတရားတွေကိုဒီကစားဆရာတော်ကနေပြီးတော့ရှင်ဘုရားဆရာတော်ဘုရားဆရာတော်ဘုရားကိုယ်တိုင်ကိုတွေ့တည်ရတဲ့တရားတော်တွေစာပေဖြစ်နေစာအုပ်ရေးပြီးတော့စာရေးပြီးတော့မှတ်တမ်းလေးတင်ခဲ့ပြီးတော့မူပါဆိုတော့အဲဒီမှာဒီလုံးဆရာတော်ကြီးကအဲဒီလိုစာနဲ့ရေးခဲ့ရင်တဲ့နောက်ပိုင်းမှာရှုပ်ထွေးဖြစ်လိမ့်တကယ်တော့ဒီကိုယ်ရိညာမြင်နေတဲ့တရားတရားမှာစာပေနဲ့အစမပြေတာလေးတွေအယူဆလေးတွေလွဲမှားတာတွေရှိတယ်အဲ့ဒီချိန်ကျရင်ဒုများရှိတဲ့အချိန်မှာရှင်ဖြစ်ရှင်းပေးနိုင်ပေမဲ့ဒုများမရှိတဲ့အချိန်မှာအငြင်းကုန်ပြီးဖြစ်ကုန်လိမ့်မယ်ဆိုပြီးတော့ဆရာတော်ဘုရားကြီးညှင်းပယ်လိုက်တယ်လို့ဆိုပါတယ်အဲ့ဒီကနေပြီးတော့ဆရာတော်ဘုရားကြီးဟာမိမိရဲ့တီးလို့ပြန်ကြွတယ်ပြန်ကြွပြီးတော့ဆရာတော်ဘုရားကြီးကတော့ရဆောက်ကြည့်ကြလို့အားထုတ်ဒီနေ့မှာဆရာတော်ဘုရားကြီးစာကြည့်အဲ့ဒီစာကြည့်နေတဲ့အခါမှာဆရာတော်ဘုရားကြီးကိုပြုစုတဲ့ကပ္ပိယတရားကြီးကရေသောချိုးမလို့ပေါ့အဲ့ဒီမှာချောင်းပဲရှိသလားရေကန်ပဲရှိသလားဘုန်းကြီးတို့တောက်ချအောင်တော့လေ့လာပြီးဖို့ပေါ့ဒါဘုန်းကြီးတို့နဲ့လည်းဝေးတာတော့မဟုတ်မဝေးပြီမယ်လို့လည်းပဲဒီလုံးဆရာတော်ကြီးရဲ့အကြောင်းကိုရောက်ကိုရောက်မရှိအဲ့လိုဒီချာအဲ့ဒီနဲ့ပတ်ဝန်းကျင်ရဲ့အနေအထားတွေကိုတော့ဘုန်းကြီးလေ့လာပြီးအဲ့ဒီဟာနဲ့သူကဆရာတော်ကြီးကိုဥချပြီးတော့ရေချိုးသွားအဲ့ဒီသွားတဲ့အခါမှာအဲ့ဒီရေချိုးမဲ့နေရာရေချိုးစိတ်ရောက်တဲ့အခါကျတော့သူကမှဒီမှာရေချိုးစိတ်လာတာရှိသေးတယ်ဆရာတော်ကြီးကအဲ့ဒီမှာရေထဲကနေပြီးတော့ကိုယ်မတက်အဲ့ဒီမှာကိုယ်မတက်လာပြီးဆရာတော်ကြီးအဲ့ဒီမှာသင်္ကန်းလေးနေတဲ့အချိန်မှာဒီကြပ်ပြရတကာကြီးကအဲ့ဒီမှာထိုင်ပြီးတော့ကတော့တဲ့အခါကျတော့မဆရာတော်ဘုရားကြီးကကပ္ပိယကိုတွေ့တယ်ကပ္ပိယဒီနေရာမြင်လာဘူးဒီနေရာတွေမဲ့ပြီးပြီစီအမေးရှိလိုက်အဲဒီမှာကပ္ပိယကြီးကိုထူအပ်ပြင်နှုတ်စိတ်ကြီးဒါတွေကိုဘယ်သူမှမပြောနဲ့လို့ဆိုတဲ့သဘောပါဒီနေရာတွေ့လာပြန်တာဒီနေရာပဲနေတော့ဒီနေရာပဲဆုံးသက်လို့ပြောလိုက်အဲဒီမှာဆရာတော်ဘုရားကြီးဟာဒီသတိပဋ္ဌာန်တရားတွေကိုဆက်လက်ပြီးတော့ကျင့်ကြံပွားများအားထုတ်ရင်းနဲ့ပဲနောက်ကိလေသာအသောကုန်ကယဟန္တာတိအောင်မဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်ပြီအခုကြည့်ပါလားဘုရားကကင်းတော်ရလို့အဲ့ဒီဘက်ကတော့ရည်အထုတ်ခဲ့တယ်အဲ့ဒီမှာဆရာတော်ဘုရားကြီးကအနာဂတ်တိအောင်ဖြစ်ခဲ့အဲ့ဒီကနေပြီးတော့ဒီလိုကိုပြန်ကြွားတယ်တော်ရဆောက်ပြီးတရားအထုတ်နေတယ်အထုတ်နေရင်ကနေပြီးတော့အခုကြည့်တယ်ကပ္ပိယကကိုယ်တိုင်ရှိခိုးပြီးတော့မှရေချိုးစိတ်ဆင်းခဲ့အဲ့ဒီမှာဆရာတော်ကြီးကအခုရေချိုးပြီးတယ်ရေချိုးဟာတွေတက်လာတယ်ဆိုတော့ကြည့်လိုက်ပေါ့အားလုံးသိအောင်ပြလိုက်တာပဲလေအဲ့ဒါကြောင့်မို့ဒီသတိပဋ္ဌာန်တရားတွေကျင့်ကြံပွားများအားထုတ်ခြင်းအားဖြင့်ဒီဘုန်းကြီးတို့ကင်းတော်ရဆရာတော်ကြီးကဲ့သို့ဟောဒီမှာဒီလုံးဆရာတော်ကြီးကဲ့သို့တရားအသိဉာဏ်သူတွေကိလေသာအသောကုန်ကယဟန္တာတိအောင်ဖြစ်နိုင်တယ်ကျိုးစားမယ်အားထုတ်မယ်ဆိုရင်ဖြစ်နိုင်အဲ့ဒီကနေပြီးတော့ဒီလုံးဆရာတော်ကြီးရဲ့အစစ်ကိုမျိုးပွားပေါ့မျိုးဆက်ကလေးပေါ့အဲ့ဒီမှာမျိုးဆက်ဆရာတော်ဘုရားကြီးနာမှာတင်းသုံးပြီးတော့နေခဲ့တဲ့ကျောင်းသားဘဝတွေကနေလာခဲ့တဲ့ပုဂ္ဂိုလ်မင်းကုန်းတော်ရမှာဥမြင့်စုတာဆိုပြီးတော့အဲ့ဒီမှာတရားတွေပြတ်တာဒီဆရာတော်ဟာလည်းအဲ့ဒီနယ်ပယ်မှာတော့ယဟန္တာတဆူတများထင်ရှားကြိုးစောတော်မူတဲ့ဆရာတော်ကြီးပြတ်တယ်အဲ့ဒါလည်းဒီလုံးဆရာတော်ကြီးဌာနနေပြီးတော့ဒီသတိပဋ္ဌာန်အားထုတ်ပြီးရသွားပြီးတော့ဒီကြိုးစားအားထုတ်ရင်းနဲ့အဲ့လိုဝိပဿနာဉာဏ်လူတွေမဉာဏ်လူတွေရပြီးတော့တရားလူရနေတဲ့ပုဂ္ဂိုလ်လို့အများကအသိမှပြုကြပါအဲ့ဒီဆရာတော်ရဲ့ဘုံမြီတော်ကဥမေစုတာလို့ခေါ်ပါ
မင်းကိုတော့ရတဲ့သုံးတော့မင်းကိုတောင်ရိုးမှာအဲ့ဒီကနေပြီးတော့အဲ့ဒီမှာမျိုးပွားဖြစ်တယ်လက်စင်ကမ်းမှာလက်စင်ကမ်းမယ်တပည့်ကဘယ်လိုဖြစ်လာလဲဆိုတော့ဥနာယရဆိုတဲ့ဦးဇင်းလေးဥနာယရဆိုတဲ့ဦးဇင်းလေးဟာအဲ့ဒီမှာစာသင်လိုက်ပါစာသင်နေကြီးရတာကဒီမင်းကိုတော့ရတဲ့ဆက်ရပဲပြောပါတယ်အဲ့ဒီမှာစာသင်နေတဲ့ကစာရီကိုစာနဲ့ဆက်မပြတ်ချက်ဆက်မပြတ်စာရီပြန်စာရီဒီမင်းကိုတော့ရဆရာတော်ကြီးကိုမြင်စုတာလည်းပဲကြားသိဒီနေ့မှာကျောင်းစဉ်လက်ပါပြီးတော့ရှောက်သွားရှောက်ပါပြီးတော့လက်ပါကြည့်တဲ့အချိန်မှာဒီဦးစင်းလေးဖြစ်တဲ့ခုနကစာရီပြန်နေတာတွေ့တဲ့အခါကျတော့ဟိုကဆရာတော်ကြီးကိုထိုင်ပြီးကြတော့ထိုင်ပြီးကြတော့ကစာရီကျင်းလာကြလားဒီမှာဗျာဘာအတွက်ဒီလောက်စာရီကျက်နေတာလဲလို့ဆရာတော်ကြီးကမေးတဲ့အခါမှာအဲ့ဒီဥနာရဆိုတဲ့ဦးဇင်းလေးကတတိတော့နိဗ္ဗာန်လိုချင်လို့ပါဗျာဘာလိုချင်လို့လဲနိဗ္ဗာန်လိုချင်လို့ပါဗျာလို့သူကလည်းသူ့ပါဇက်ထဲသူတွေ့ရလေးသူရှောက်နေအဲ့လိုရှောက်လိုက်တဲ့အခါမှာဆရာတော်ကြီးကနိဗ္ဗာန်လိုချင်တာများဗျာတဲ့ဘုဒ္ဓံတော်ပတ္တိဆိုရင်နိဗ္ဗာန်ရောက်ပါလေဘုဒ္ဓံတော်ပတ္တိဆိုကြတယ်မှာဘုဒ္ဓတော်ပတ္တိတော်တခေါဘုဒ္ဓတော်ပတ္တိဘုဒ္ဓဖြစ်နေတာကိုတဲ့ဘုဒ္ဓတော်ဖြစ်နေတဲ့တိုင်ပတ္တိရှုဝိပဿနာရှုရဆိုတာမဖြစ်တာရှုတာလားဖြစ်တာရှုတာမရှိတာရှုတာလားရှိတာရှုတာအခုဘုန်းကြီးတို့ယောဂီများရှုနေတာဟာမရှိတာကိုရှာရှုတာလားရှိနေတဲ့တိုင်ရှုနေတာရှိနေတာအဲ့ဒါဘုဒ္ဓတော်ပတ္တိဒါကြောင့်မို့မင်းမိုးစီလိုဆရာတော်ကြီးကနိဗ္ဗာန်လိုချင်တာများကိုယ်ဘုဒ္ဓတော်ပတ္တိဆိုရင်နိဗ္ဗာန်ရပါတယ်အဲ့မှာဆရာတော်ကြီးရဲ့အမင်းရှိလိုက်အဲ့ဒီအမင်းရှိလိုက်တဲ့စကားလေးကိုဒီဥနာရနားရဆွဲဒါပေမဲ့လို့သူကပြည့်ရည်အာသန်တဲ့ပုဂ္ဂိုလ်ဆိုတော့ပြည့်ရည်စာပေတွေသူသင်ကြလေးချက်နောက်အဲ့ဒီလိုလေဆရာဘုန်းကြီးဖြစ်တော့ဇာတိပုချပြေဇာတိပုချပြေတဲ့ကမိမိလောက်ကြိုးစားတဲ့ပုဂ္ဂိုလ်မရှိဘူးချင်းအဲ့ဒီမှာဇာတိသားတန်ဃာတွေရဲ့မကြိုးစားမှုလုံလဝိယအားနည်းမှုတွေကြောင့်ဆရာတော်ကြီးဟာဆရာတော်ဟာစာချဘုန်းကြီးဘဝကိုစိတ်ကုန်အဲ့လိုဆရာဘုန်းကြီးဘဝကိုစိတ်ကုန်လာပြီးတော့ဒီမင်းမိုးတော်ရဆရာတော်ကြီးရဲ့ပြောလိုက်တဲ့မင်းနိဗ္ဗာန်လိုချင်တာများကွာဘုဒ္ဓတော်ပတ္တိဆိုရပါတယ်ဆိုတဲ့စကားလေးကိုပရိယပြီးတော့ငါတော့ပြင်ပရိယကပฏิပတ်တိကိုပဲပฏิပတ်ကိုပဲငါအထုတ်တော့မယ်ဆိုပြီးတော့အဲ့ဒီမင်းဝန်ဆရာတော်ဘုရားကြီးဥမြင့်စုသာထံမှာတရားတောင်းပြီးတော့တရားတွေအထုတ်တယ်အဲ့လိုတရားအထုတ်တဲ့တရားတောင်းတဲ့အခါမှာလည်းပဲမင်းဝန်ဆရာတော်ကြီးဥမြင့်စုသာကသူအထုတ်လာခဲ့တဲ့တတိပဋ္ဌာန်ဝိပဿနာပြည့်စုံနေကိုပဲဟောပြီးခုဘုန်းကြီးတို့ယောဂီများအထုတ်နေတဲ့ကာယ ानु ပဒနာဝေဒနာ ानु ပဒနာစိတ် ानु ပဒနာဓမ္မ ानु ပဒနာဆိုရင်ဒီတတိပဋ္ဌာန်ပြည့်စုံတရားတွေကိုပဲဟောကြားပေးလိုက်တယ်ဟောကြားပေးလိုက်တဲ့အတိုင်းဒီရှုမှတ်ပုံတွေအထုတ်ပုံတွေကိုနာကြားပြီးတော့အဲ့ဒီဦးဇင်းလေးဥလာရစာချဘုန်းကြီးလေးဥလာရတကယ်သင်္ကန်းကြောင်းလေးကသေးသေးလေးတဲ့တရားတွေကိုပြင်းပြင်းထန်ထန်ကြိုးစားအထုတ်တယ်ဘုန်းကြီးတို့ဆရာတော်ရဲ့အထုပ်ပတ်တီတွေမှာပါဘူးတကယ်ကိုပြင်းပြင်းထန်ထန်ကြီးပဲတရားကိုကြိုးစားအထုတ်တယ်ဝိရိယစိုက်ပြီးကြိုးစားအထုတ်တယ်အထူးအဖြင့်မအင်္ဂနေကိုအထုတ်ပုံရအဲဒီလောက်ကြောင့်ကြိုးစားအထုတ်လို့သူကိုယ်တိုင်တရားတွေကြည်ကျင်နှံ့နှံ့ပြည့်ပြည့်စုံစုံဖြစ်ပြီးဆိုတဲ့အခါကျတော့မိမိရတဲ့တရားမိမိသိတဲ့တရားတွေမိဘများရဲ့ကျေးဇူးကိုပြန်ဆက်မယ်ဆွေမျိုးများရဲ့ကျေးဇူးကိုပြန်ဆက်မယ်ဆိုပြီးတော့ရရွာကိုပြန်ပါတယ်ရရွာပြန်ပြီးတော့အဲဒီမှာမိဘများဆွေမျိုးသားချင်းများအခုဒီသတိပဋ္ဌာန်တရားတွေကိုကိစ္စတော်ဝကိစ္စမိတိပဇာနာတိသွားတယ်မှဒီတော်ဝဒီတော်မိတိပဇာနာတိရတဲ့မှနိဒေနောဝနိဒေနောမိတိပဇာနာတိထိုင်တယ်မှတရားနောဝတရားနောမိတိပဇာနာတိ လျောင်းရင်မှအိပ်ရင်အိပ်တယ်မှစသည်ဖြင့်
မြင်မြင်နဲ့ကြားကြားဒိဋ္ဌိဒီဓမ္မတဲ့မြင်မြင်နဲ့ကြားကြားတဲ့မှတ်စသည်ဖြင့်ညွှန်ကြားတဲ့အခါကလည်းကြတော့ဒီတရားတွေကိုဒီမှာလည်းမနာဘူးရှိဆရာတော်ကြီးကလည်းဒီမှာလည်းမဟုတ်ဘူးရသောအပြင်အိဋ္ဌဒုက္ခအနတ္တဒါပဲပြောတာဒီအိဋ္ဌအမြဲဒုက္ခဆင်းရဲအနတ္တဆိုမြရှင်းတော့ကပရိပဲစေတိုင်းတာလေဘုန်းကြီးတို့ကိုရင်ဘဝရောက်ပြီဆိုရင်ဆရာဘုန်းကြီးကပရိပေးရပြီးတော့ဒီစိတ်ကလေးစေရမယ်အိဋ္ဌဒုက္ခအနတ္တအိဋ္ဌတလုံးဒုက္ခတလုံးအနတ္တတလုံးဆိုပြီးချဆိုတော့ဒါပဲဆိုရတာဘာမှမသိတရားဆိုတာဒါပဲလို့သိတာအဲ့ဒီမှာလူတွေနားကြားနေတာကအိဋ္ဌဒုက္ခအနတ္တတော့ပဲသိတယ်တရားနဲ့ပတ်သက်ဘုန်းကြီးတွေကလည်းတော့ပြောဟောတယ်ဒါနနဲ့သီလအကြောင်းပဲဟောတယ်ဘုန်းကြီးတွေကဝိပဿနာအကြောင်းဟောမဟောတော့ဘုရားဓမ္မတွေလည်းမနာကြဘူးဘုန်းကြီးတွေလည်းဒါတွေနားမလဲအဲ့ဒီနားမလဲတဲ့အခါကျတော့ရွာเจ้าဘုန်းကြီးတွေကစပြီးတော့နေဘုန်းကြီးတွေကသိပြီးတော့သဘောမကျသဘောမကျပြီနဲ့ဒီဆရာတော်ကဘုသူကြိုက်ကြမကြိုက်ကြဒါဘုရားဟောတဲ့တရားမြတ်စွာဘုရားဟောတဲ့သတိပ္ပဏသုတ္တတရားအဲ့တော့ဒီသုတ္တအတိုင်းပဲဟောနေတာကအတော်ပြင်းနဲ့ဟောတာမဟုတ်ဘူးဆိုပြီးတော့ဟောတယ်ဒါပေမဲ့ဒီလက်ကမကြိုက်တဲ့အခါကျတော့သူနဲ့အတူတူကြောင်းတွေပဲတကယ်ချင်းဖြစ်တဲ့ပုဂ္ဂိုလ်ကအဲ့ဒီခုနကလာပြီးပြောတယ်ဦးဇင်းဟာဦးဇင်းဟောနေတဲ့တရားတွေကဒီမှာလည်းဘယ်သူမှလည်းကြားဘူးတော့မဟုတ်ဘူးဘယ်သူမှလည်းမချက်ချဘူးဒီကတန်ခါတွေကလည်းမချက်ချဘူးတန်ခါတွေကမချက်တဲ့တရားတွေကိုဘာလို့ဟောနေရတာလဲဒီကွာဘယ်သူမှမနာဘူးတဲ့တရားကိုမင်းတို့ကဟောတော့နာဘူးသွားတာပေါ့ဒီမှာခုနကပြန်ပြောတယ်ဘယ်သူမှမဟောတဲ့တရားကိုမင်းတို့ကဟောတော့မင်းတို့နာဘူးသွားတာပေါ့အဲ့ဒီငါဟောတဲ့တရားတိုင်းနာပြီးတော့ကျင့်ရင်မင်းတို့သူတော်ဘာတွေမသိတဲ့တရားတွေမင်းတို့တွေ့မှသိမှာပေါ့ပြောတယ်ဒါပေမဲ့လို့ဘယ်သူကမှစိတ်ဝင်စားတဲ့အခါကျတော့ကဲဒီလိုဆိုရင်ငါဒီနေရာခေါ်မှပြတော့မယ်ဆိုပြီးသူ့ရဲ့ဇာတိရွာကနေခေါ်ပြီးတော့အောက်ပြီးအောက်ရွာပဲကြွပြီးတော့ဆရာတော်ကြီးဟာမျိုးလှတို့ဘာတို့ဘုန်းကြီးတို့တော့မရောက်ဘူးပါအဲ့ဒီဘက်တွေကိုအောက်ပြီးအောက်ရွာဆင်းလာပြီးတော့ဆရာတော်ကြီးတရားတွေဟောတယ်ဒီသတိပ္ပဏသုတ္တဒေသနာတော်မှာလာရတဲ့မြင်မြင်နဲ့မှကြားကြားတယ်မှနာနာတယ်မှစစတယ်မှအဲ့လိုရှုမှတ်ပုံတွေဟောတဲ့အခါဒီနေဘက်မှာလည်းမချက်ကြဘူးဒီတရားတွေဘယ်လိုမှလည်းမကြောက်ဘူးလေဥပမာဖြင့်အဲ့ဒီချိန်တုန်းကဆိုရင်ဘုရားကြီးဆရာတော်ဘုရားကြီးလို့ဆိုတာပေါ်ဆုံးနေတဲ့အချိန်ပဲလေဘုရားကြီးဆရာတော်ဘုရားကြီးလို့လည်းပဲတရားတွေညွှန်ပြနေတဲ့အချိန်ပဲလေအဲ့ဒီချိန်တုန်းကလည်းပဲဒီလိုမြင်နာကြားတာရှုမှတ်ဖို့မညွှန်ကြားဘူးအနာပါနဝင်လေထွက်လေရှုမှတ်ဖို့ညွှန်ကြားတယ်ဒါတော့ပဲအဲ့ဒါဆိုတော့ဒီတရားတွေကိုဘယ်မှလည်းမနာဘူးမကြားဘူးတဲ့အခါကျတော့အိတ်တမ်းခံရအဲ့ဒီမှာလေဒီဆရာတော်စီမနာဘူးအထုပ်ပြုခဲ့တယ်တရားတယောက်ကမြို့နာဘက်ကတရားတယောက်ဒီဆရာဟောတာကတော့ဟောတဲ့တရားကတော့အဆန်းဆန်းပဲဒါပေမဲ့တော့ပြီးတော့လက်တွေ့အထုပ်ကြည့်မယ်ဆိုပြီးတော့အဲ့ဒီမှာဒီမင်းတို့စီတို့ဆရာတော်ကပထမဦးဆုံးလာပြီးတော့တရားအထုပ်အဲ့ဒီတရားအထုတ်တဲ့ပုဂ္ဂိုလ်ကိုဆရာတော်ဘုရားကြီးကဒီပရိပ္ပဏသုတ္တဒေသနာတော်အတိုင်းပဲဒေချာအတိအကျဟောပြပေးတယ်။အဲ့ဒီမှာညွှန်ပြပေးတယ်။ညွှန်ပြပေးတဲ့အတိုင်းဒီဇိုင်းမှန်မှန်ဒီအထုတ်တဲ့အခါကျတော့ထိုင်ရှုမှတ်တာ၊ရက်ရှုမှတ်တာ၊သွားရှုမှတ်တာ၊လျောင်းရှုမှတ်အဲ့ဒီမှာရှုရင်းနဲ့နိဗ္ဗာန်တရားကြီးကျင်းတော့စိတ်တော်ဝိသုဒ္ဓိဖြစ်အဲ့ဒီစိတ်တော်ဝိသုဒ္ဓိဖြစ်ပြီးစိတ်စင်ကြယ်တဲ့အချိန်မှာဒိဋ္ဌိဝိသုဒ္ဓိဆိုတဲ့အတိအမြဲစင်ကြယ်သွားတဲ့အခါကျတော့သဘာဝလက္ခဏာတွေဖြစ်တယ်တကယ်ကိုရှုစရာအာယုလေးရဲ့သဘာဝရက်တယ်လို့ရှုမှတ်တဲ့အခါမှာတောင်းပြနေတဲ့သဘောရင်းရံနေတဲ့သဘောလှုပ်ရှားနေတဲ့သဘောအဲ့ဒီလိုပေါ့လေဝါယောဓာတ်ရဲ့သဘောလေးဈဉ္ညာသွားတဲ့အခါမှာလည်းဈဉ္ညာရှုမှတ်တဲ့အခါမှာလည်းဒီလိုပဲဘယ်လိုရဖို့ဒီဆုံးဝါယောဓာတ်လေးပါးရဲ့သဘာဝကိုကောင်းကောင်းတွေ့သိတဲ့အခါကျတော့ဟာဒီတရားကတကယ်အစစ်မှန်တရားပဲဒါဘုရားဟောဒေသနာတော်အမှန်ပဲဆိုပြီးတော့အဲ့ဒီပုဂ္ဂိုလ်ကသူ့ရဲ့ဆွေမျိုးသားချင်းတွေကိုအားလုံးခေါ်ယူပြီးတော့ဒီစီလိုဆရာတော်ဘုရားကြီးထံမှာတရားတွေအားထုတ်စီပါအဲ့ဒီလိုနဲ့အနေနဲ့ရရကဟိုနေကပြင်ဒီနေရာပြင်လာအဲ့ဒီမှာဒီဆရာတော်ကြီးတရားဟောတဲ့အခါမှာ
တနည်းအားမှာဆိုရင်မြင်နေကြားနေနာနေစားမှတ်ခိုင်းတာအဲ့ဒီခါမှာဘေးကပုဂ္ဂိုလ်တွေကတခါလေဟိုဆရာတော်ကြီးကိုခဲနဲ့ထုကြတယ်လို့ပြောအဲ့ဒီခဲနဲ့ထုကြတဲ့ခါမှာလေဆရာတော်ကြီးကသူ့ဟောမြတ်တရားဆက်ဟောတယ်ဒါကအတ္တနောပတိနဲ့ဟောတာမဟုတ်ဘူးမြတ်စွာဘုရားဟောတဲ့ဒေသနာတော်အတိုင်းဘယ်ဒေသနာတော်မှာကြည့်ဘယ်သုတ္တံမှာကြည့်သွားအဲ့ဒီမှာမြတ်စွာဘုရားဟောတဲ့ဒေသနာတော်အတိုင်းကနာဟောတာတခြားအဲ့ဒီအတ္တနောပတိနဲ့ဟောတာမပါဘူးဆိုပြီးဆက်ဟောအဲ့လိုဆက်ဟောရင်းနဲ့လေနောက်ဆုံးဆရာတော်ဘုရားထံမှာလာပြီးတော့တရားအထုတ်ကြတရားတွေတွေ့သိကြတဲ့ပုဂ္ဂိုလ်တွေတွေ့သိတယ်ဒီဆရာတော်ကြီးမှာကြောင်းပိုင်လို့ရှိသေးတယ်ဟိုဇေယျသွားပြီးတော့ဟောဒီဇေယျသွားဟိုယောဂပင်သွားဟောဒီယောဂပင်သွားဟောအဲ့လိုနဲ့လက်ပြီးတရားပြနေတဲ့အခါမှာဆရာတော်ကြီးထံမှာတရားအထုတ်လို့တရားတွေပေါင်းမြောက်ကြတဲ့ပုဂ္ဂိုလ်တွေဟာအဲ့ဒီမှာတို့ဆရာတော်ကြီးကြောင်းအနေအချင်းတော့ဒီထောင်ပြီးတော့ကြောင်းကိုယ်ပိုင်ကြောင်းဖြစ်တဲ့ဆရာတော်ကြီးလူမပဲဆိုပြီးတော့အဲ့ဒီမှာတန်ဃာတော်တွေကရောနောက်လူတကာဓမ္မတွေရောစုပေါင်းပြီးတော့ကြောင်းဖြစ်အောင်ဆောင်ရွက်အခုဒီမှာဟာဝိုင်ယီမှာကြောင်းဖြစ်အောင်ဆောင်ရွက်တယ်လို့ပေါ့ကိုယ်တိုင်ပရိဒဓမ္မဆရာတော်ဘုရားကြီးထံမှာကိုယ်တိုင်အားထုတ်လို့ကိုယ်တို့ဉာဏ်မြင်နေပေါင်းမြောက်ကြတဲ့ပုဂ္ဂိုလ်များကိုစုပေါင်းပြီးတော့ဗရာတရားတက်တန်နဲ့ရတော့တန်ဖိုးကြီးမားတဲ့ကြောင်းတစ်ဆောင်ကြောင်းတစ်လုံးကြောင်းဝင်တဝင်းကိုယ်ပိုင်ကြောင်းဖြစ်နေဒီထောင်တိုင်းနေဆိုတာတကယ်ကိုခိုင်မြဲတဲ့ဗရာတရားတွေပြည့်စုံများလို့သာဒါဆုံးလို့ပြီးတော့ဒီကြောင်းကြီးဒီထောင်တိုင်းရအဲ့ဒီမှာလည်းပဲမင်းကုန်းတထုံမြို့မှာမင်းကုန်းတထုံမြို့မှာကျောင်းတက်ပြီးတော့ဆရာတော်ကြီးကိုသွားပြီးရှောက်ဘယ်မှာလဲဆရာတော်ကြီးမေးတယ်တထုံမြို့မှာပါဗျာဆိုတော့ဆရာတော်ကြီးကစဉ်းစားလိုက်တယ်တထုံဟာမြန်မာနိုင်ငံမှာသာသနာပထမဦးဆုံးရောက်တဲ့နေရာပဲအဲ့တော့ငါဒီတထုံမှာဒီနေရာကနေပြီးတော့ငါသာသနာပြုမယ်ဆိုပြီးတော့တရားတွေပြအဲ့ဒီမှာမြန်မာနိုင်ငံမြို့နေကနေပြီးတော့တရားအထုတ်တဲ့ပုဂ္ဂိုလ်ကြီးများစွာဖြစ်အဲ့ဒီအချိန်မှာတောင်ပုလူဆရာတော်လောင်းလျာဖြစ်တဲ့ဆရာတော်လောင်းလျာလည်းအဲ့ဒီမှာမင်းမစီတော်ဆရာတော်ဘုရားထံမှာသွားပြီးတော့ဒီသတိပဋ္ဌာန်ဝိပဿနာတရားတွေလာပေါင်းများစွာကျိုးစားအထုတ်ခဲ့တယ်။ဘုန်းကြီးတို့ကျေးဇူးရှင်ပါစီဆရာတော်ဘုရားလောင်းလျာလည်းပဲအဲ့ဒီအချိန်တုန်းကဆရာတော်ဟာမော်လမြိုင်တောင်ဝိုင်းလေးပဲကျောင်းမှာတရင်သုံးပြပါဆရာဘုန်းကြီးဖြစ်တဲ့တရင်သုံးပြီးတော့ပြပါအဲ့ဒီမှာဆရာတော်ဘုရားရဲ့တက်တော်ဟာရှုပ်ပါပဲရှိပါတယ်ရှုပ်ပါဆိုတာအမှန်တန်ငယ်ပါသေးတယ်28နှစ်ဘုန်းကြီးတို့ဘုရားလောင်းတော်သိတ္တမင်းသား29နှစ်မှာဒီနာစည်းစိမ်စွန့်ပြပြီးတော့တို့ထွက်တော့ဘုန်းကြီးတို့ယေရှုရှင်ပါစီဆရာတော်ဘုရားကြီးလောင်းနေရရှင်တော်ဗနာလည်းပဲ28နှစ်ရွယ်ယဟန်ဝါ8ဝါရမှာတပိတ်တလုံးသင်္ကန်း3တယ်နဲ့တထုံတော်တန်းတောင်တန်းတွေပေါ့ဘုန်းကြီးတို့ချိန်ချီရိုးတော်တဲ့တောင်တန်းနေအဲ့ဒီမှာဆရာတော်ဘုရားကြီးရဲ့တရားရှာပုံတွေကိုသိချင်ရင်ဘုန်းကြီးတို့ဓမ္မိကဥပဒံရေးထားတဲ့မဟာစီထေမြတ်အထုပ္ပဆိုတဲ့စာအုပ်ကိုကြည့်ကြည့်ရင်ဆရာတော်ဘုရားကြီးဟာတပည့်တော်သင်္ကန်းသုံးတယ်နဲ့အပြင်လမ်းဆင်းရဲခံပြီးတော့တရားရှာတော်မူပုံတွေကိုသိရပါလိမ့်အဲ့ဒီမှာသုတ်တန်တွေလူတွေနေစောင့်ကြည့်ခဲ့တာဒီအဲ့ဒီမှာအဲ့ဒီကနေပြီးတော့မင်းကုန်းတထုံစီတော်ဆရာတော်ဘုရားကြီးရဲ့တရင်ကိုကြားတဲ့အခါမှာအဲ့ဒီမင်းကုန်းစီတော်ဆရာတော်ဘုရားကြီးထံမှာသွားပြီးတော့တရားအထုတ်ပုံနေအဲ့ဒီမှာအထုစင်္ကာကလတော်ကဆရာတော်ဘုရားကြီးကိုယ်တိုင်ဒီမြင်နဲ့ကြားတယ်ဖောင်းနဲ့ပိန်နဲ့စသည်ဖြင့်ဒီလိုရှုမှတ်နေတာမြင်နဲ့ကြားတယ်ပေါ့လေနာရင်စားရင်စားစသည်ဖြင့်ဒီလိုရှုမှတ်နေတာအနိစ္စဒုက္ခအနတ္တဆိုတာလည်းမပါပါလားဒါပေမဲ့လို့လည်းပဲဒီဆရာတော်ကြီးဟာပိဋကတ်သုံးပုံကိုထုံးလုံးကိုရေလုံးတော့တက်မြောက်နေတဲ့ဆရာတော်ဘုရားကြီးအမှားတွေတော့ညွှန်ပြမှာမဟုတ်ဘူးသို့တော်လည်းပဲမာသီဆရာတော်ဘုရားကြီးကိုယ်တိုင်လည်းပဲဒီသတိပဋ္ဌာန်သုတ်တံကိုအထုလေးလာတာထာဂရတိကာစပြီးလေးလာတာဒါပေမဲ့လို့လည်းပဲရှုမှတ်ဖို့ရှုမှတ်နည်းကဆရာမပြနည်းမကျဆိုတဲ့အတိုင်းဆရာနည်းမရသေးတဲ့အတွက်ဒါကိုသဘောမပေါက်သေးဘူးအဲ့ဒီမှာဆရာတော်ဘုရားကြီးဟာဇာတပြေတာပုဂ္ဂိုလ်ကြီးပဲအမှားတော့ညွှန်ပြမှာမဟုတ်ဘူးသူညွှန်ပြတဲ့အတိုင်းငါလိုက်နာပြီးတော့ကြိုးစားအားထုတ်မယ်ဆိုပြီးတော့အဲ့ဒီအားထုတ်တဲ့ကာလကြတော့မှအခုပြောတဲ့သဘာဝတေကတသာဝိယဆိုတဲ့
လက်ခဏာတွေတရားသဘောတွေထင်မြင်ပြီးတော့ဝိပဿနာဉာဏ်ကြီးဖြစ်အဲ့ဒီအချိန်မှာနှစ်လသာသာလောက်ရှိပြီလို့ထင်ပါတယ်ဆရာတော်ဘုရားကြီးရဲ့ပြင်းပြထန်ထန်အထုအဲ့ဒီမှာအထုရတာဘုန်းကြီးတို့ဒါနာတော်များဆိုရင်လည်းဒီเจ้าနဲ့ပါပဲစဉ္ညာလျှောက်ပါเจ้าပြန်မစဉ္ညာလျှောက်ပါလူပုဂ္ဂိုလ်ကြီးတရားထုတ်တဲ့ပုဂ္ဂိုလ်ကြီးဆိုရင်လည်းအပြင်းမှာထွက်လိုက်တာနဲ့ခေါင်းပေါ်မှာတပည့်ကြီးခြုံရတာဒီယောက်ျားတွေဆိုရင်ဘမောတပည့်ကြီးမျိုးသမီးတွေဆိုရင်တပည့်ကြီးတွေအဲ့ဒီမှာတပည့်ကြီးခြုံပြီးတော့မျက်စိကရှေ့ကိုကြည့်လို့မရဘူးတပည့်နဲ့အုပ်တာအဲ့ဒီလိုအောက်ထဲတွေပဲကြည့်ပြီးတော့သွားကြည်လန်းနေကျောင်းထဲမှာပဲဈဉ္ညာလျှောက်ဖို့အတွက်ဈဉ္ညာနာနေဘုန်းကြီးလည်းပဲအဲ့ဒီတထုံငယ်ဦးစီလုံးကျောင်းတိုင်းမှာသွားပြီးတော့ဒီနေရာယဟန္တာပုဂ္ဂိုလ်တွေပေါ်ထွန်းတဲ့နေရာဒီလိုဆရာတော်ဘုရားကြီးဟာလည်းစံတော်မူတဲ့အချိန်မှာအားလုံးမြို့သူမြို့သားတွေကမိသိကြတော့ခံဆရာတော်ဘုရားကြီးရဲ့ရုပ်ကလတော်ကဒီခါလေးဝင်းဝါပြီးတော့ကြည်လင်းနေတဲ့အတွက်ဘယ်လိုမှသူတို့မိသိကြတော့မခံနိုင်ဘူးဆိုပြီးတော့အထုကာဝေကြတယ်နောက်ဆုံးဒီဆရာတော်ဘုရားကြီးဖြစ်တဲ့တော်မူလူဆရာတော်ဘာကြီးဆရာတော်ဘုရားကြီးကြွပြီးတော့အဲ့ဒီကာရမများကိုပြည့်တယ်ရခံပြီးတော့မှမိသိကြရအဲ့လောက်ကြောင့်ရရှားကျော်စောလို့ပြောတယ်။ဒီတော်မူလူဆရာတော်ဘာကြီးဆရာတော်ဆိုတာလည်းဘုန်းကြီးတို့မြန်မာနိုင်ငံရဲ့သာသနာမှာတော့ဒီအရဟံတယဟန္တာတဆူဖြစ်တဲ့ကာရမများကအားလုံးကကြီးညိုတော်မူကြတဲ့ဆရာတော်အဲ့တော့ဒီနေရာဟာသာသနာအောင်မြင်တယ်ဒီနေရာကယဟန္တာပေါ်ထွန်းတဲ့နေရာတရားပေါ့ပြောက်တဲ့နေရာပဲဆိုပြီးတော့ဘုန်းကြီးကအဲ့ဒီမှာသွားပြီးတော့ဒီဆရာတော်ကြီးတွေကိုတရားနဲ့ပူဇော်တဲ့နေရာအဖြစ်မင်းဝန်စီတော်ဆရာတော်ဘုရားကြီးတရင်သုံးခဲ့တဲ့အကြောင်းမှလည်းပဲဒီနေ့ကိုတစ်ချိန်ကြတအဲ့ဒီနေရာမှာသွားတရားအထုတ်ပြီးပူဇော်တယ်မာဇီဆရာတော်ဘုရားကြီးအထုတ်တော်မူခဲ့တဲ့နေရာအဲ့ဒီနေရာမှာလည်းပဲဖဏချွတ်မှာထိုင်ပြီးတော့ဘုန်းကြီးကတရားနဲ့ပူဇော်တဲ့အနေအချင်းတရားတစ်ထိုင်ပူဇော်ရင်တော်ဘုရားဆရာတော်ဘုရားကြီးတရားအထုတ်တော်မူခဲ့တဲ့အကြောင်းမှလည်းပဲဈဉ္ညာကြောင့်မှလည်းသွားပြီးတော့အဲ့ဒီမှာလည်းပဲတစ်ထိုင်တရားနဲ့ပူဇော်အဲ့ဒီလိုနေ့စဉ်ဒီဆရာတော်ကြီးမှလည်းတရားနဲ့ပူဇော်တယ်ကိုနေရမယ့်နေရာမှာလည်းတရားအချိန်ကြီးထိုင်ရှုမှဈဉ္ညာရှုမှတယ်အဲ့လိုအထုတ်ပြီးပူဇော်ခဲ့ဘူးပါအဲ့တော့အဲ့ဒီလိုဒီမာစီဆရာတော်ဘုရားကြီးများတရားအထုတ်လို့တရားပြင်းပြထန်ထန်အထုတ်ပြီးတော့ပူဇော်နေတဲ့အချိန်ပေါ့မာစီဆရာတော်ဘုရားကြီးသူ့ရဲ့တောင်းဝိုင်းကလေးရိတ်တာကြောင်းလိုက်ကဆရာတော်ဘုရားကြီးမကြမ်းပါလို့ပြန်ပြီးတော့နောက်ပြီးတော့ခေါ်လိုက်တဲ့အချိန်ကြတော့မှပြန်ကြွရအဲ့ဒီပြန်ကြွရတဲ့အချိန်မှာဆရာတော်ဘုရားကြီးလည်းရပိုင်းတွင်းလေးမှာပြန်လုံမှုသွားတဲ့အခါဒီမာစီဆရာတော်ကောင်းမြတ်ဖြစ်တဲ့ဆရာတော်ရှင်သောနာကိုကြောင်းတယ်ဆရာတော်ဖြစ်နေအပ်ပါဒါပေမဲ့စေဝါမပြည့်သေးတဲ့အတွက်ကြောင့်ဆရာတော်ဟာကြောင်းဆောင်အဖြစ်နဲ့ပဲတင်းသုံးပါကျောင်းဆောင်ခြင်းနဲ့တင်းသုံးပြီးတော့တန်ဃာတော်များကိုနေ့မှာဇာတိများပို့ချပြီးတော့ဆရာတော်ဘုရားကြီးဟာတင့်လျော်တဲ့သိစိတ်တဲ့ရှိုးမြောင်းတစ်ခုထဲမှာဘုန်းကြီးတို့တော်ဝင်းကြီးကျောင်းသားရဲ့ဘေးမှာရှိုးမြောင်းကြီးရှိပါအဲ့ဒီရှိုးကြီးဟာအမှန်တမ်းသိစိတ်ပါဘာသာမှမကြောက်အဲ့ဒီမှာသွားပြီးတော့ဆရာတော်ဘုရားကြီးရဲ့တရားကိုအမြဲတမ်းအားထုတ်တော်မူပါလေအဲ့ဒီနေရာမာဇီဆရာတော်ဘုရားကြီးရဲ့တရားပေါင်းရောက်တော်မူတဲ့နေရာလို့အဲ့ဒီနေရာကိုအသိမှတ်ပြုကြပါဒါကြောင့်အဲ့ဒီနေရာကိုကြောက်တိုင်များမာသာစိုက်ထူထားတာကိုလည်းပဲဘုန်းကြီးတို့သွားပြီးတော့ပူပြောရပါတယ်ဘုတွေ့ဆောင်ဒါကြောင့်အဲ့ဒီတိပ္ပံဝိပဿနာကျင့်စဉ်ဟာဆရာအစဉ်အဆက်ပေါ့အဲ့ဒီမှာဆရာအစဉ်အဆက်တတိအစဉ်အဆက်ဒီတိပ္ပံတရားတွေကိုတတိပ္ပံအမွေတွေကိုစက္ကန့်လာခဲ့တာအခုဘုန်းကြီးတို့မာဇီဆရာတော်ဘုရားကြီးတို့တောင်ကုလူဆရာတော်ဘုရားကြီးတို့ကြည့်အောင်အစဉ်စဉ်ဒီတိပ္ပံတရားတွေကိုဆက်လက်ပြီးတော့ဟောပြောညွှန်ပြလာခဲ့အဲဒီကနေပြီးတော့တဆင့်တောင်ကုလူဆရာတော်ဘုရားကြီးကလည်းသူ့ရဲ့တပည့်တော်ကလည်းဒီတိပ္ပံအမွေတွေပေးခဲ့ဘုန်းကြီးတို့ကျေးဇူးတော်ရှင်မာဇီဆရာတော်ဘုရားကြီးကလည်းတတိပ္ပံအမွေတွေပေးခဲ့အဲတော့တောင်ကုလူဆရာတော်ဘုရားကြီးရဲ့အမွေကဖြစ်တဲ့ပုဂ္ဂိုလ်ကြီးမြန်မာနိုင်ငံမှာလည်းရှိသလောက်ရှိပါတယ်ဒီအမေရိကမှာလည်းရှိပါဒါပေမဲ့လို့အချင်းချင်းရှားချင်းချင်းပေါ်ကျေကျေပြန့်မဆောင်ရနိုင်ကြဘူးဝိရုဒီတော်ရှင်ပါစီဆရာတော်ဘုရားကြီးကပြည်တွင်းမှာလည်းပဲတရားရိပ်သာဌာနပေါင်းမြန်မာနိုင်ငံမှာ900ကျော်ရှိပါတယ်ဌာနကွဲပေါင်း900ကျော်ရှိပါတယ်ပြည်ပမှာလည်းပဲတ
ဒီအမေရိကန်နိုင်ငံတွေကိုပဲဌာန20လောက်ရှိပါတခြားနိုင်ငံတွေမှာလည်းရှိပါအဲဒီလိုသာသနာတော်ကိုကျေပြန့်အောင်မျိုးဆက်မျိုးပွားပေါ့မြေပွားပေါ့အခုဗိဓဓမ္မဆရာတော်ဘုရားကြီးယောသာကျူစာတိုးပွားမြေပွားဆိုတဲ့စကားလေးကိုများအဲ့ဒီမြေပွားဆိုတာလေးကိုအမြဲကနေပြီးတော့ပွားလာအောင်ဆရာတော်ဘုရားကြီးဟာတပည့်တွေစင်ဆက်ဒီတတိပ္ပံတရားတွေကိုလက်ဆင့်ကအမွေပေးခဲ့အဲဒီတော့မာသီဆရာတော်ဘုရားကြီးကအမွေပေးခဲ့တဲ့အထက်မှာမြန်မာနိုင်ငံမှာရေဒါဌာနဘယ်ပေါင်း900ကျော်ရှိတဲ့အထက်ကအဲ့ဒီထင်ရှားတဲ့ဆရာတော်ဘုရားကြီးများကိုထုတ်လုပ်ပြီးတော့ပြပါဆိုရင်ဒီရွှေတော်ဘုဆရာတော်ဘုရားကြီးနောက်ပြီးတော့ချမ်းမြေရိတ်တာဆရာတော်ဘုရားကြီးနောက်ဓမ္မရံဒီဆရာတော်ဘုရားကြီးဒီဆရာတော်ဘုရားကြီးသုံးပါးဟာတော့ဖြင့်အထူးပြည်တွင်းမှာရောပြည်ပမှာရောအထူးထင်ရှားကြိုးစားတော်မူတဲ့ဆရာတော်ဘုရားကြီးဖြစ်ပါတယ်အခြားပြည်တွင်းမှာထင်ရှားကြတဲ့ဆရာတော်ဘုရားတွေလည်းအများကြီးရှိပါတယ်ဒီပြည်ပမှာကြည့်အောင်တော့မပေါင်းပြောင်းနိုင်ပါဘူးအခုအဲ့ဒီလိုဆရာတော်ဘုရားကြီးဟာလည်းပဲဆရာအစဉ်ဆက်ပေါ့မင်းမိုးစီတော်ဆရာတော်ဘုရားထံကနေပြီးတော့မာဇီဆရာတော်ဘုရားထံမှာသတိပဋ္ဌာန်အမွေရလာအဲ့ဒီသတိပဋ္ဌာန်အမွေကိုမာဇီဆရာတော်ဘုရားကြီးကဆက်ခံပြီးတော့မျိုးဆက်ဖြစ်တဲ့မြေပွားဆက်လက်ပြီးတော့ပွားလိုက်တာမြန်မာနိုင်ငံမှာမာဇီရိတ်တာဌာနကွဲပေါင်း900ကျော်ရှိတယ်လို့ဒီဘမှာလည်းပဲဌာနကွဲပေါင်းတော်တော်များများရှိပါတယ်အရေးအတွက်နေအချင်းဘုန်းကြီးတို့ဒီတိကျကျအဖွဲ့နဲ့လင်းနေပြီးတော့အစီအစဉ်ပြီးလို့ဘယ်လောက်ရှိလဲဆိုတာတော့သိပါအဲတော့ဒီဘမှာလည်းပဲဒီသတိပဋ္ဌာန်တရားဒေသနာတော်ကြီးဖြန့်ချီနေကြတယ်မာဇီဆရာတော်ဘုရားကြီးရဲ့တပည့်တော်ကအားလုံးဟာအစဉ်စဉ်ပြန်ပွားအောင်သတိပဋ္ဌာန်အမွေကိုလက်ဆင့်ကမ်းပြီးတော့ကျေပြန့်အောင်လက်ဆင့်ကမ်းပြီးတော့ဒီအမွေတွေတိုင်းဆက်ခံပြီးတော့ညွှန်ကြားပြသနေကြပါအခုဒီမှာလည်းပဲအဲ့လိုမာဇီဆရာတော်ဘုရားကြီးထံကနေပြီးတော့ရွှေတော်မုတ်ဆရာတော်ဘုရားကြီးဟာတတိပဋ္ဌာန်အမွေကိုယူလာခဲ့တယ်မြေပွားအဲ့ဒီကနေပွားခဲ့တယ်အဲ့ဒီကနေပြီးတော့ရွှေတော်မုတ်ဆရာတော်ဘုရားကြီးကနေပြီးတော့အခုတဆင့်လက်ဆင့်ကမ်းပြီးတော့ဒီတတိပဋ္ဌာန်အမွေကိုအခုဒီမှာဟာဝိုင်မှာဆိုရင်လည်းနိုင်ကဆရာတော်ဥဒိဇာညာနာဒီမှာလက်ဆင့်ကမ်းမြေပွားအမွေဖြစ်နေဒီမှာဆက်ပြုထားခဲ့နောက်ပြီးတော့ဘိဓမ္မဆရာတော်ဘုရားကြီးရဲ့ဒီတရားဤဌာနဒီဘမှာဆိုရင်လည်းညာစွာပေါ်ထွန်းနေပါပြည်တွင်းမှာလည်းဆရာတော်ဘုရားကြီးရဲ့တတိပဋ္ဌာန်အမွေကိုဆက်ခံပြီးတော့ဆရာတော်ဘုရားကြီးဆက်ပြုခဲ့တဲ့မြေပွားပေါ့ဆက်ပြုခဲ့တဲ့တတိပဋ္ဌာန်မျိုးစီတွေဟာလည်းအောင်မြင်စွာပေါင်းမြောက်နေပြီဆိုတာကိုလည်းအထူးပြောပြဖို့မလိုပါဘူးအားလုံးဟာသိနေပြီဖြစ်ပါတယ်ခုပြည်ပနိုင်ငံမှာဆိုရင်လည်းအထူးအောင်မြင်နေကြပြီဝေကတထကတဆိုရင်အထူးပြောစရာမရှိဘူးအထူးအောင်မြင်တဲ့ရိတ်တာဌာနကြီးဖြစ်နေပါဒီဟောဤဌာနလေးပဲဒီတိုင်းပဲဆရာတော်ဘုရားစိတ်ပြုထားခဲ့တယ်နိုင်ကဆရာတော်ဥဒိဇညာနာတရားရိုးသားမှုကိုရင်းတည်ပြီးတော့ကြိုးစားမယ်အဲ့လိုကြိုးစားပြီးတော့သွားမယ်ဆိုရင်ဒီရိတ်တာဌာနနဲ့တည်တဲ့ယုံတွေမကပဲနဲ့ဒီတဲ့အထူးပြန်သွားပြီးတော့ဒီတဲ့ကြီးကျယ်တဲ့ဟာဝိုင်မှာရိတ်တာဌာနကြီးဒီပ္ပံရိတ်တာဌာနကြီးတစ်ခုဖြစ်နိုင်ပါတယ်ဒါကြောင့်ဒီကနေ့ဟာဘုန်းကြီးတို့ဟောဒီကျွေးတော်ဆရာတော်ဘုရားကြီးရဲ့ဩဝါဒစကားဆိုတာလေးကိုဒါမဏိလိုဆရာတော်ကဘုရားစောတော်ကပြောပြတယ်။ဘာကောလဲဘောဓိပင်နဲ့ရွှေပလင်အဲ့ဒီစာအုပ်ရေးသားတဲ့တရားဥဒ္ဒထုတ်ရေးဟာဝိုင်ကြီးအဲ့ဥဒ္ဒထုတ်ဝင်ရေးတဲ့အဲ့ဒီစာအုပ်ထဲမှာဘုရားလိုက်ပြီးတော့စာအုပ်ကြီးကြည့်ဘုန်းကြီးကြည့်ရင်အမှားစာကိုအများဆုံးကြည့်လို့ရှိပါအမှားစာကိုကြည့်ရင်အမှားစာရဲ့ညွှန်းထားတဲ့အားကိုကြည့်လိုက်ပြီဆိုရင်သူ့ရဲ့ညွှန်းတဲ့အတိုင်းပဲဒါတွေကိုပြန်ပြီးတော့မာရိကာကိုပြန်ကြည့်ပါမာရိကာကြည့်ပြီးတော့ဘုန်းကြီးကြည့်တဲ့နေရာတွေကိုအကုန်လုံးဖြတ်ပြီးတော့အကုန်လုံးလက်ပါပြီးကြည့်ပါအဲ့ဒီမှာမာရိကာကြည့်လိုက်တဲ့ကဒါမျိုးကျော်ဆရာတော်ကရွှေတော်မုတ်ဆရာတော်ကြီးရဲ့အမြဲမပြတ်ဩဝါဒပေးတော်မူတဲ့စကားလေးကိုသုံးနှုတ်ပြီးတော့ယောသားကျူစာ
တိုးပွားမြင့်ပွားဆိုပြီးတော့ဆရာတော်ဘုရားရဲ့ဟောရတဲ့အတိုင်းဒီဟာဝိုင်ရေးတာလည်းပဲဒီတိုင်းနဲ့ဒီမြင့်ပွားလေးကအောင်မြင်လာရိုးသားမှုနဲ့ကြိုးစားမှုနဲ့ကြိုးစားသွားမယ်ဆိုရင်ဒီတိုင်းရုံနဲ့မှုပဲနဲ့အောင်မြင်တဲ့အဆင့်ကြီးအောင်ဒီတဲ့ဟိုဒီရှင်ညာနာတေဇာညာနာကနေပြီးတော့တစ်ဆင့်တခါရင်တတိပဋ္ဌာန်အမွေတွေဆက်ပြီးတော့ဒီတာဝကတွေကိုပြေးသွားမယ်ဆိုရင်ဒီတဲ့တတိပဋ္ဌာန်အမွေတွေဟာတတိပဋ္ဌာန်တရားတော်တွေဟာကျေကျေပြန့်ပြန့်နဲ့မြန်မာနိုင်ငံနဲ့ပုတ်ဒီကဘာအနှံ့ပို့ပြီးတော့ပြန်လာသွားနိုင်ပါတယ်။ဘုန်းကြီးများဟာလည်းပဲကျေးဇူးတော်ရှင်မာစီဆရာတော်ဘုရားကြီးရဲ့တတိပဋ္ဌာန်အမွေကိုခံယူပြီးတော့ဒီအမွေကိုစက္ခံပြီးတော့ဆက်လက်ပြီးတော့တိုးပွားအောင်ဘုန်းကြီးရန်ကုန်မြို့ရှင်မြောင်သာသနာကြီးကနောက်ပြီးတော့ပဲခူးသောတာရမရှင်မြောင်သာသနာကြီးကမော်ကြီးသောတာရမရှင်မြောင်သာသနာကြီးကနောက်ဆက်လက်ပြီးတော့လေးခုဆောင်ရွက်တော်မယ့်အစီအစဉ်မှာဆက်လက်ပြီးတော့သောတာရမရှင်မြောင်သာသနာကြီးကဆိုတဲ့ရေးတာတွေတို့ချက်ပြီးတော့တတိပဋ္ဌာန်ရဲ့မျိုးပွားတွေထပ်ဆင့်ပြီးတော့ဆက်ပြိုးတော်မှာဖြစ်ပါဘုန်းကြီးတို့ဆက်ပြိုးလိုက်တဲ့ဒီအမွေပေးလိုက်တဲ့တပည့်ဟာလည်းပဲယောသားကြိုးစားပြီးတော့သွားမယ်ဆိုရင်တိုးတက်ပြီးတော့ဒီတဲ့မကဆက်ပြိုးထားတဲ့တတိပဋ္ဌာန်မျိုးပင်လေးဟာအောင်မြင်ပြီးတော့လည်းပဲလက်ဆင့်ကမ်းပြီးတော့သွားမယ်ဆိုရင်တတိပဋ္ဌာန်ကြီးကျေပြန့်တတိပဋ္ဌာန်တရားကြီးပြန်ပွားပြီးတော့ဒီတတိပဋ္ဌာန်တရားတိုင်းလိုက်နာကျင့်သုံးကြမယ်ပုဂ္ဂိုလ်များဟာနံပါတ်1စိတ်ညစ်ကြည်ကင်းဝေးစင်ကြယ်စီခြင်းဆိုတဲ့အကျိုးမရနိုင်ဘူးလားရနိုင်ပါဘူးနံပါတ်2တားကြောင့်ဖြစ်စေသမီးကြောင့်ဖြစ်စေပြည်စည်းကြောင့်ဖြစ်စေယာရုဂုဏ်တင်ကြောင့်ဖြစ်စေပူဆွေးမှုဆိုတဲ့တောကတွေရောမငြိမ့်နိုင်ဘူးလားငြိမ့်နိုင်ပါဘူးငိုကြွေးမှုဆိုတဲ့ပြည်ဒီဝါတွေရောဘယ်လိုရောက်နိုင်ဘူးလားမရောက်နိုင်ပါဘူးရောက်နိုင်နောက်ပြီးတော့နံပါတ်4ကိုဆင်းရဲမှုဒါပေမဲ့ယောဂီများတရားထုတ်တဲ့အခါမှာဒီဖြစ်ပေါ်လာတဲ့ဆင်းရဲတဲ့ဒုက္ခဝေဒနာကိုလုံရောက်ချင်တာကများပျောက်ချင်တာကများနေတဲ့အတွက်ပျောက်ချင်တဲ့လောဘဥစည်းပြီးတော့ရှုရင်မပြောင်းနိုင်တဲ့အတွက်ဒေါသတွေပါဖြစ်ပေါ်လာတတ်ပါဒါကြောင့်ဝေဒနာတစ်ခုကိုရှုရတဲ့အခါမှာလည်းပဲပျောက်ချင်တဲ့လောဘဥစည်းပြီးတော့မရှုဘဲနဲ့ဝေဒနာရဲ့သဘောကိုသိအောင်သိခံမှုတတ်တဲ့ကိလေသာရှုသွားမယ်ဆိုရင်အဲ့ဒီဝေဒနာရဲ့ဖြစ်လိုက်နဲ့အဲ့ဒီသဘောလေးတွေတက်ဝင်သွားပြီဆိုရင်တော့ဖြင့်အဲ့ဒီဝေဒနာတွေဟာသူ့ဟာသူတိုးလာတာရော့သွားတာနောက်ဆုံးတဏှာမှတဏှာရှိသွားတာနောက်ဆုံးမရှိတော့ဘဲနဲ့ကိုယ်ဆုံးချုပ်ပြောက်သွားတဲ့ဒီအောင်မဖြစ်နိုင်ဘူးလားဖြစ်နိုင်ဝေဒနာတွေတော့ရောက်သွားတယ်အဲ့ဒီဖြစ်တဲ့သဘောလေးကကိုယ်ဉာဏ်နဲ့မှမြင်အောင်ကြည့်အဲ့ဒါမြင်သွားရင်သူ့ဟာသူဝေဒနာလေးတွေကတဖြည်းဖြည်းဖြစ်လိုက်ကနေနောက်ဆုံးလုံးဝဖြစ်ပြတ်မှုတွေကနေနောက်တစ်ခါဖြစ်မှုဆိုတာပြန်မဖြစ်လာဘဲနဲ့ကိုယ်ဆုံးသွားတဲ့အနေအထားကြီးအောင်ရောက်သွားနိုင်ပါတယ်ဒါကြောင့်ကိုယ်ဆင်းရဲမှုတွေလည်းပဲချုပ်ငြိမ်းနိုင်ခြင်းဆိုတဲ့အကျိုးလေးရနိုင်တယ်လို့မိမိတို့စိတ်ဆင်းရဲမှုစိတ်နှလုံးမသာယာမှုအဲ့ဒီလိုကြုံတွေ့လာခဲ့ရင်လည်းစိတ်ဆင်းရဲတွေရောမချုပ်ငြိမ်းနိုင်ဘူးလားချုပ်ငြိမ်းနိုင်တယ်လို့အရိယာမဉ္ဇဉ်အောက်ထက်သောတာပတိမဉ္ဇဉ်လောက်တော့မရနိုင်ဘူးလားသောတာပတိမဉ္ဇဉ်လောက်တော့ရနိုင်တယ်လေသောတာပန်ကသုရသောတာပန်မဟာသောတာပန်ဘယ်နှမျိုးရှိလဲ2မျိုးရှိတယ်သုရသောတာပန်လောက်ကတော့တထိုင်တွင်းနဲ့ဖြစ်တယ်တထိုင်တွင်းနဲ့ဖြစ်တယ်လေကိုကရိုးကြည်နဲ့ကျူးကျူးစားစားအားထုတ်ကြည့်လိုက်အဲ့ဒီသဘာဝလက္ခဏာကြီးထင်သွားပြီအဲ့ဒီဟာလေးကိုဆက်ရှုနေလို့သူ့ကြောင့်သူ့ကျိုးဖြစ်တယ်ဆိုတဲ့ပြည့်စက်တဲ့ဒုက္ခဉာဏ်လေးရသွားတယ်ပြည့်စက်ပရိက္ခဉာဏ်လေးရနာနေယုတ်ကိုသိတဲ့ဉာဏ်ရဲ့အကြောင်းနဲ့ကျိုးကိုသိတဲ့ဉာဏ်ရဲ့အဲ့ဒီဉာဏ်လေးနှစ်ပါးပေါ်ပြီးဆိုတာနဲ့တပြိုင်နက်တည်းသုလသောတာပန်ဘာသောတာပန်လဲသုလသောတာပန်ဖြစ်ပြီဆိုရင်အပေကမကင်းဘူးလားဗျာအပေကလုံးရောက်သွားပြီဒါကြောင့်ဘုန်းကြီးတို့ယောဂီများဟာဒီကုလရက်တာဒီ9ရက်တာအားထုတ်ခြင်းနဲ့လည်းပဲသောတာပန်အဆင့်မရနိုင်ဘူးလားဒါသုလသောတာပန်အဆင့်နေမဟုတ်ဘူးနော်မဟာသောတာပန်အဆင့်ကြည့်အောင်လည်းရတယ်မဟာသောတာပန်အဆင့်ဆိုတာကဒိဋ္ဌိဝိဇိကိစ္စသီလပရပရမတ္တဒီတန်ရောစဉ်3ပါးပဲရင်သောတာပန်
နာယောစဉ်သုံးပါးပြန်နိုင်ရင်ပါတယ်လေသောတာပန်ဖြစ်ပြီဘာမှသောတာပန်ဖြစ်ဖို့ခက်ခဲဘူးဒါကြောင့်မို့ကိုယ့်ဘက်ကယုံကြည်ခြင်းနဲ့ကြိုးစားဖို့လိုတယ်ကြိုးစားတဲ့အခါမှာအသက်နဲ့ခန္ဓာကိုယ်ကိုမငဲ့မညာသဘောထားပြီးတော့ကြိုးစားဖို့လိုပါတယ်အဲ့လိုကြိုးစားအားထုတ်သွားမယ်ဆိုရင်အရိပ္ပံတရားရဲ့ကျိုးမြတ်ဖြစ်တဲ့အရိယာမေညာကိုရောမရနိုင်ဘူးလားအရိယာမေညာကိုလည်းရနိုင်တယ်လို့ဝိမု ക്തി ဒုက္ခဖြစ်တဲ့လွတ်မြောက်မှုချမ်းသာဖြစ်တဲ့နိဗ္ဗာန်ချမ်းသာတည်အောင်လည်းပဲမျက်မှောက်မတွေ့နိုင်ဘူးလားအဲ့တော့ဒီသတိပဋ္ဌာန်တရားရဲ့အကျိုးတရားတွေကိုဒီလိုဆရာအစဉ်ဆက်တပည့်အစဉ်ဆက်လက်ဆင့်ကမ်းလာတယ်ဘုန်းကြီးတို့ကျေးဇူးတော်ရှင်မာသီဆရာတော်ဘုရားကြီးကလက်ဆင့်ကမ်းခဲ့တဲ့ဗာလိတော်ရမကျွေတော်ဝိဒဆရာတော်ဘုရားကြီးအဲ့ဒီဆရာတော်ဘုရားကြီးကနေလက်ဆင့်တပည့်ဒီပုံမှာလက်ဆင့်ကမ်းလာခဲ့တဲ့အတွက်ကြောင့်အခုဒီဘနိုင်ငံလေးပြည်တွင်းနိုင်ငံတွေမှာရောဆရာတော်ဘုရားကြီးရဲ့မွေးထုတ်လာခဲ့တဲ့လက်ဆင့်ကမ်းလာခဲ့တဲ့သတိပဋ္ဌာန်ရိပ်သာကြီးတိုးပွားပြီးတော့မလာဘူးလားဗျာတိုးပွားလာတာနဲ့အမျှဒီသတိပဋ္ဌာန်ရိပ်သာကြီးမှာဆက်လက်ပြီးတော့အားထုတ်တဲ့ပုဂ္ဂိုလ်တွေဟာဒီစင်းရဲငြိမ့်နိုင်တဲ့အစဉ်တန်းထိအောင်မရောက်နိုင်ဘူးလားဒါကြောင့်ဘုန်းကြီးတို့ယောဂီများကျေးဇူးတော်ရှင်ရွှေတော်မုဆရာတော်ဘုရားကြီးပေးခဲ့တဲ့သတိပဋ္ဌာန်အမွေကိုဆက်လက်ပြီးတော့ကြိုးစားရှုမှတ်ပွားများအားထုတ်ကြခြင်းအပြင်ဆင်းရဲငြိမ်းရာနိဗ္ဗာန်ကိုမေညာဘုံညာဖြင့်လျင်မြန်စွာဆက်ရောက်၍မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း